တင်နန်းကျောင်းမှာဒုတိယဦးစီးမှုတာဝန်ထမ်းဆောင်နေပါတယ်တင်နန်းသူတွေကိုဒီအုပ်စုဖွဲ့ဆွေးနွေးပွဲပြုလုပ်ပုံနည်းလမ်းများနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဆရာမကနေပြီးတော့ဒါပို့ချပေးသွားမှာဖြစ်ပါတယ်ဆရာမကိုလေးစားဆောင်ဖိတ်ကြားအပ်ပါတယ်ရှင်ဟုတ်ကဲ့ပါအခုကျေးရသေးလောက်ချမှုမိုးမဲ online တင်တဲ့ပေါ့နော်အမှတ်စဉ်9/2025ကိုတက်ရောက်နေကြတဲ့ကျေးရခေါင်းဆောင်ကြီးများအားလုံးနဲ့ကျေးရတာဝန်ခံဆက်စမများအားလုံးစိတ်ရှမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဒီမှာကဥစားပထမဆုမွန်ကောင်းတောင်းပေးပါတယ်ဒီမှာဆွေးနွေးပို့ချမယ်တင်ငယ်စာပါဝါပိုင်းကိုဆက်သွယ်ရှယ်ပေးပြပါရှင်ဒီမှာကတော့ဒီအုပ်စုဖွဲ့ဆွေးနွေးပွဲပြုလုပ်ပုံနည်းလမ်းတွေအကြောင်းကိုဆွေးနွေးမျှဝေပေးသွားမှာဖြစ်ပါတယ်အခုတင်နန်းတက်ရောက်နေကြတဲ့ကျေးရခေါင်းဆောင်ကြီးတွေကပို့ကျေးရမှာဆိုလို့ရှိရင်အစည်းအဝေးတွေဆောင်ရွက်ပူးကြပါသလားရှင်အားတဲ့ဟုတ်ပါရဲ့ဆောင်ရွက်ပူးကြပါတယ်နော်ဟုတ်ပါတယ်ဒီကျေးရခေါင်းဆောင်ကြီးတွေကကိုယ့်ရဲ့ကျေးရမှာလည်းအစည်းအဝေးတွေဆောင်ရွက်ပူးကြတယ်ပြီးတော့ကျမတို့တင်နန်းကျောင်းမှာဆိုလို့ရှိရင်လည်းတင်နန်းတွေတက်ရောက်ပြီးတော့မှအုပ်စုဖွဲ့ဆွေးနွေးပွဲတွေမှာပါဝင်ဆွေးနွေးပူးကြတယ်ပေါ့နော်ခဏလေးပါနော်အဲ့မှာကျမတို့တင်တဲ့အကြောင်းမှာဆောင်ရွက်တဲ့အုပ်စုပွဲဆွေးနွေးပွဲမှာဆိုလဲကျွေးရခေါင်းဆောင်ကြီးတွေအများစုကပါဝင်ဆွေးနွေးပူးကြတယ်အဲ့လိုပဲပေါ့နော်ဒီကျွေးရတာဝန်ခံဆရာဆရာမတွေကတော့မိမိတို့ရုံးမှာဆိုလို့ရှိရင်လဲတစ်ပတ်တစ်ချိန်တော်၎င်းနှစ်ပတ်တစ်ချိန်တော်၎င်းတစ်လတစ်ချိန်တော်၎င်းပေါ့နော်အစည်းအဝေးပွဲတွေဆောင်ရွက်ကြရတယ်ပြီးတော့စိုက်ညစ်အစည်းအဝေးပွဲလည်းတက်ကြရတယ်ပြီးတော့ကကြောင့်တော့ဒီတောင်သူတွေကိုလည်းစိုက်ပျိုးပညာပေးဆွေးနွေးဟောပြောပွဲတွေကိုလည်းဆောင်ရွက်နေကြရတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီကျမဆွေးနွေးပို့ချမဲ့အကြောင်းအရာကကျေးရခေါင်းဆောင်ကြီးတွေရောကျေးရတာဝန်ခံဆရာဆရာမတွေရောတည်ပြီးသားအကြောင်းအရာတွေလက်တွေ့မှာဆောင်ရွက်နေကြတဲ့အကြောင်းအရာတွေကိုပဲဒီမှာကပြန်လည်နှွှေးပေးတဲ့သဘောမျှပဲဖြစ်ပါတယ်နော်ဒီတင်ထဲမှာဆိုလို့ရှိရင်အုပ်စုပွဲဆွေးနွေးပွဲအစီအစဉ်ရှိတယ်ဆိုတာကိုရောသိပါသလားရှင်သိပါတယ်ဟုတ်ကဲ့သိပါတယ်နော်ဟုတ်ပါတယ်ဒီတင်ထဲမှာဆိုလို့ရှိရင်တော့အုပ်စုပွဲဆွေးနွေးပွဲအစီအစဉ်ကဒီကနေ့တနင်္လာနေ့ကနေပြီးတော့မှကြာတာပရင်းနေ့ထိ၄ရက်ဆွေးနွေးကြမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့အုပ်စုဖွဲ့ဆွေးနွေးပွဲအစီအစဉ်ကအရေးကြီးတဲ့အစီအစဉ်တစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမရဲ့ဆွေးနွေးမျှဝေမှုကိုအားလုံးကနားထောင်ပေးသိချင်ပါတယ်ကျမဆွေးနွေးမျှဝေပေးမယ်အကြောင်းအရာတွေပဲဖြစ်ပါတယ်ကျမဆွေးနွေးမျှဝေပေးမယ်အကြောင်းအရာကစုစုပေါင်း14ချက်ရှိပါတယ်ရှင်ပထမဆုံးအနေနဲ့အုပ်စုဖွဲ့ဆွေးနွေးခြင်းရဲ့အဓိပ္ပာယ်ကိုမျှဝေပေးမှာဖြစ်ပါတယ်အုပ်စုဖွဲ့ဆွေးနွေးခြင်းဆိုတာကတော့အဖွဲ့အစည်းတွေမှာအဖွဲ့အစည်းဆိုတာကဒီကျေးရွာတွေမှာရှိနေတဲ့အဖွဲ့အစည်းတွေပဲဖြစ်ပါတယ်ဥပမာပြောရမယ်ဆိုရင်ကျေးရွာသားရေးနာရေးအဖွဲ့တွေ SMU အဖွဲ့တွေစက်ပြိုးရေးဆိုင်ရာညှိနှိုင်းတဲ့အဖွဲ့တွေပေါ့နော်အဲ့လိုမိမိတို့ကျေးရွာမှာရှိနေတဲ့အဖွဲ့အစည်းတွေကအုပ်စုဖွဲ့ဆွေးနွေးပွဲဆောင်ရွက်ပြီးတော့မှတို့ကျေးရွာမှာလက်ရှိဖြစ်ပေါ်နေတဲ့ပြဿနာခက်ခဲတွေကဘာတွေလဲဒါမှမဟုတ်ဘူးဆိုရင်လည်းနောင်နာခက်မှာဖြစ်ပေါ်နိုင်တဲ့ပြဿနာခက်ခဲတွေကဘာတွေလဲဆိုတာကိုရှာဖွေပြီးတော့မှမိမိတို့အဖွဲ့ရဲ့ရရှိလိုတဲ့အဖြစ်ဒါမှမဟုတ်ပန်းတိုင်ကိုရှာဖွေတဲ့လုပ်ငန်းစဉ်တစ်ခုပဲဖြစ်ပါတယ်ဒီကျေးရွာခေါင်းဆောင်ကြီးတို့အနေနဲ့ပေါ့နော်ကိုယ်တပည့်ဖြစ်ဖြစ်ကိုယ့်ရဲ့မိသားစုအတွက်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ကျေးရွာကိုယ့်ရဲ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ဖို့အတွက်ပဲဖြစ်ဖြစ်ပန်းတိုင်တွေရှိခဲ့ကြမှာပဲအဲ့ဒီပန်းတိုင်တွေကတကယ်ရရှိခဲ့လားမရရှိခဲ့ဘူးလားဆိုတာကတော့ကျေးရွာခေါင်းဆောင်ကြီးတို့ကအဲ့ဒီပန်းတိုင်ကိုအကောင့်ထဲပေါ်ခြင်းမပေါ်ခြင်းနဲ့ပဲသက်ဆိုင်ပါတယ်ဥပမာပြောရမယ်ဆိုရင်ဒီလူငယ်လေးတယောက်ရဲ့ပန်းတိုင်ကဆရာဝန်ဖြစ်နေတယ်ဆိုပါစို့ဒီလူငယ်လေးကဆရာဝန်ဖြစ်ဖို့အတွက်ဆိုရင်တော့သူစကြိုးစားရမယ်သူစကြိုးစားလို့စေးလိုက်အမှတ်ကိုမိလို့စေးချောင်းကိုလျှောက်ပြီးတော့မှစေးချောင်းတက်ခွင့်ရသွားပြီဆိုတာနဲ့လေဒီလူငယ်လေးကဆရာဝန်တက်မဖြစ်သေးပါဘူးသူကစေးချောင်းတက်တဲ့အခါမှာဆိုရင်လေကုန်ကြစိတ်ငွေကြေးတွေရင်းနှီးမြှုပ်နှံပြီးတော့မှနှစ်ရန်အောင်စူးစမ်းရမယ်စေးချောင်းရဲ့တက်မှတ်ထားတဲ့နှစ်ဖြစ်တဲ့9နှစ်ဆိုရင်9နှစ်လုံးပြည့်မြောက်အောင်မအောင်တက်ရောက်နိုင်မှသာလေသူ့ရဲ့ပန်းတိုင်ဖြစ်တဲ့ဆရာဝန်ဖြစ်မှာဖြစ်ပါတယ်ကျမသိသိချင်တာကကြတော့ဒီကျေးရွာခေါင်းဆောင်ကြီးတို့အနေနဲ့မိတို့လိုချင်တဲ့အရာတွေမိတို့ဖြစ်ချင်တဲ့အရာတွေရဖို့အတွက်ဆိုရင်တော့အာယုံစုစိုက်ပြီးတော့မှအစမပြတ်ကြိုးစားအားထုတ်ဖို့လိုအပ်ပါတယ်ဆိုတာကိုသိစေချင်တာပဲဖြစ်ပါတယ်ရှင်အဲ့တို့ကျေးရွာခေါင်းဆောင်ကြီးတို့ကမိမိတို့ရဲ့ပန်းတိုင်ကိုရရှိအောင်ဆောင်ရွက်ကြတဲ့အခါမှာဆိုရင်တော့ပြဿနာအခက်အခဲတွေနဲ့ကြုံတွေ့နိုင်ပါတယ်ပြဿနာဆိုတာကတော့ဒီလိုအပ်ချက်တစ်ခုဖြစ်ပေါ်လာတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီလိုအပ်ချက်ကိုဖြည့်ဆည်းဖို့အတွက်ဘာလုံးရမှမသိပဲနဲ့ဆုံးဖြတ်ဖို့ခက်ခဲနေတဲ့အခြေအနေမျိုးကိုဆိုလိုခြင်းပဲဖြစ်ပါတယ်။ဥပမာပြောရမယ်ဆိုရင်တော့ကျမကအပြင်မှာဆိုင်ငယ်စီးသွားရင်းနဲ့ကျမဆိုင်ငယ်ကစီးပြတ်သွားတယ်ဆိုပါစို့
ကျမကဆိုင်ကယ်ကိုဆက်စီးလို့ရနိုင်ဖို့အတွက်ဆိုရင်တော့ဆိုင်ကယ်တွေကိုစီထည့်ဖို့လိုအပ်နေပြီဒါပေမဲ့စီဆိုင်တွေကလည်းဝေးနေသေးတယ်ပေါ့နော်အဲ့ဒီခါမှာဆိုရင်ကျမကဆိုင်ကယ်ကိုစီဆိုင်ထိပဲတွန်းသွားမှာလားဒါမှမဟုတ်တယောက်ယောက်ကိုပဲဖုံးဆက်ပြီးအကူအညီတောင်းမှာလားအဲ့လိုမိမိရဲ့လိုအပ်ချက်ကြောင့်မို့လို့ဘာလို့ရမှမသိပဲနဲ့ဆုံးဖြတ်ဖို့ခက်ခဲနေတဲ့အခြေအနေမျိုးကိုဆိုလိုခြင်းပဲဖြစ်ပါတယ်အခက်အခဲဆိုတာကတော့ကောင်းကျိုးကိုရဖို့အတွက်အတားအဆီးဖြစ်စေတဲ့အချက်တနည်းအားဖြင့်ဆိုရင်တော့မကောင်းကျိုးကိုဖြစ်စေတဲ့အချက်ပဲဖြစ်ပါတယ်ဥပမာပြောရမယ်ဆိုရင်ကျမကဒီ10တန်းအကြောင်းသူအရွယ်တုန်းကပေါ့နော်10တန်းဆောင်ပွဲကိုအောင်ဖို့အတွက်စာတွေရအောင်ချက်ခဲ့တဲ့နေရာမှာဆိုရင်တော့စာမေးတဲ့ခက်ခဲနဲ့ကြုံတွေ့ခဲ့ရပါတယ်ကျမကအဲ့ဒီစာမေးတဲ့ခက်ခဲကိုမမေ့အောင်စာတွေထက်ခါစူးစမ်းချက်ပြီးတော့မှ10တန်းဆောင်ပွဲကိုအောင်မြင်အောင်ပြဆိုခဲ့တယ်10တန်းဆောင်ပွဲကိုအောင်မြင်ခဲ့လို့ဒါလည်းပေါ့နော်ကျမကနောက်တစ်ဆင့်ဖြစ်တဲ့တက္ကသိုလ်ကိုဆက်တက်နိုင်ခဲ့တာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်အခက်အခဲတွေကိုဖြေရှင်းနိုင်မှသာအောင်မြင်မှုတွေကိုရရှိနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့တွေကအခက်အခဲတွေနဲ့ရင်ဆိုင်ရတိုင်းစိတ်ညစ်မသွားဘဲနဲ့ကြော်လွှားနိုင်အောင်ကြိုးစားဖို့လိုအပ်ပါတယ်ဒီပုံကတော့အုပ်စုဖွဲ့ဆွေးနွေးနေတဲ့ပုံပဲဖြစ်ပါတယ်ကျမတို့တင်တန်းကျောင်းကိုတင်တန်းသားတင်တန်းသူတွေလာတက်ခဲ့တဲ့အချိန်တုန်းကလည်းအုပ်စုဖွဲ့ဆွေးနွေးပွဲကိုအခုမြင်တွေ့နေရတဲ့ပုံစံတွေကအတိုင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်ကျမတို့တင်တန်းကျောင်းကဆရာဆရာမတွေကအုပ်စုတာဝန်ခံအဖြစ်တစ်ဖွဲ့ကိုတဦးဆောင်ရွက်ပေးပါတယ်ဒီမှာဆိုရင်လည်းကျမတို့တင်တန်းကျောင်းကဆရာကနေပြီးတော့မှအုပ်စုတာဝန်ခံအဖြစ်ဆောင်ရွက်ပေးပြီးတော့မှမင်းနဲ့ရှင်းဆိုင်လူတွေအုပ်စုဖွဲ့ဆွေးနွေးနေတဲ့ပုံပဲဖြစ်ပါတယ်ဒီတင်တန်းသားတင်တန်းသူတွေကကျမတို့တင်တန်းကျောင်းကိုလာတက်ခဲ့တဲ့အချိန်တုန်းကလည်းအုပ်စုဖွဲ့ဆွေးနွေးပွဲရလဒ်တွေကိုတင်ဆက်ခဲ့ကြရတယ်နော်ဒီပုံကတော့အုပ်စုဖွဲ့ဆွေးနွေးပွဲရလဒ်တွေကိုတင်ဆက်နိုင်ဖို့အတွက်ပြင်ဆင်နေတဲ့ပုံပဲဖြစ်ပါတယ်ဒီမှာဆိုရင်လည်းကျမတို့တင်တန်းကျောင်းကဆရာမကနေပြီးတော့မှကြီးကြပ်ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်အခုနောက်ပိုင်းတင်တဲ့ဒီမှာဆိုရင်တော့အခြေအနေရပေါ့နော်အခုတင်တဲ့တင်တဲ့တွေတက်နေကြသလိုပဲonline နဲ့ပဲဆောင်ရွက်နေကြရပါတယ်ဒီမှာဆိုရင်လည်းပေါ့နော်တစ်ဖွဲ့မှာဆိုရင်အဖွဲ့ဝင်ဦးရေ10ဦးကနေ20ဦးထိပါဝင်ပြီးတော့မှကျမတို့တင်တဲ့ကျောင်းကဆရာဆရာမတွေကအုပ်စုတာဝန်ခံအဖြစ်တစ်ဖွဲ့ကိုတဦးဆောင်ရွက်ပေးပါတယ်အုပ်စုဖွဲ့ဆွေးနွေးပွဲဆောင်ရွက်ရတဲ့ရည်ရွယ်ချက်3ချက်ရှိပါတယ်ပထမတစ်ချက်ကတော့စုပေါင်းဆောင်ရွက်တဲ့အလေးချင်းရရှိစေဖို့အတွက်ပဲဖြစ်ပါတယ်စုပေါင်းဆောင်ရွက်ခြင်းနဲ့ပတ်သက်ပြီးတော့မှကိုရီးယားစကားပုံတစ်ခုရှိပါတယ်အဲ့ဒီစကားပုံကိုကြားဖို့ပါသလားရှင်ကျွန်တော်တို့တင်တန်းကျောင်းကဒီအုပ်စုဖွဲ့ဆွေးနွေးခြင်းနဲ့ပတ်သက်ပြီးတော့မှအဲ့ဒီစကားပုံလေးကိုအမြဲတမ်းပြောလေးရှိပါတယ်ဒီစုပေါင်းဆောင်ရွက်ခြင်းနဲ့ပတ်သက်ပြီးတော့မှကိုရီးယားစကားပုံတစ်ခုရှိတယ်အဲ့ဒီစကားပုံကိုကြားဖို့ပါသလားရှင်ဟုတ်ကဲ့တွန်တေးကတရားကောင်းကောင်းကြီးဦးကျော်ရှင်များကြားဖို့ပါသလားနော်တွန်တေးမျိုးနဲ့အဆင်ပြေပါသလားရှင်အတန်ဖွင့်ပေးဖို့အတွက်အဆင်ပြေပါသလားတမဥဒုံလားရှင်တမဥဒုံလားတမဥဟုတ်ကဲ့ပါဒီစုပေါင်းဆောင်ရွက်ခြင်းနဲ့ပတ်သက်ပြီးတော့မှကိုရီးယားစကားပုံတစ်ခုရှိတယ်ကျမတို့တင်တန်းကျောင်းကပေါ့နော်ဒီအုပ်စုပွဲဆွေးနွေးပွဲတွေတင်ကြားပို့ချတဲ့အတိုင်းအဲ့ဒီတင်ကြားပို့ချတဲ့အခါတိုင်းမှာဆိုရင်ပေါ့နော်အဲ့ဒီစကားပုံလေးကိုဆရာမတွေကအမြဲတမ်းပြောလေးရှိပါတယ်အဲ့ဒီစကားပုံကိုမှတ်မိပါသလားရှင်မှတ်မိလားကျမပြောပြပါမယ်နော်ဟုတ်ကဲ့ပါအဲ့ဒီကိုရီးယားစကားပုံလေးကတော့ဒီစက်ကူလေးတရက်ကိုတောင်မှတဲ့အများနဲ့ပူပေါင်းရေးမှချင်းကလွန်စွာကောင်းအောင်ပါသည်တဲ့ဆိုလိုတာကပေါ့နော်ဒီစက်ကူဆိုတာကပေါ့ပေါ့လေးတယောက်တည်းမှရင်လည်းမရတယ်ပေါ့နော်ဒီလောက်လွယ်ကူပေါ်ပေါင်းလို့တဲ့လုပ်ငန်းလေးကိုတောင်မှအများနဲ့ပူပေါင်းပြီးဆောင်ရွက်မယ်ဆိုရင်တော့အဲ့ဒီလုပ်ငန်းကပုံမကောင်းပါတယ်ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်အဲ့လိုပုံမကောင်းမွန်တဲ့အလေးချင်းဖြစ်တဲ့စုပေါင်းဆောင်ရွက်တဲ့အလေးချင်းတွေရရှိစေဖို့အတွက်အုပ်စုဖွဲ့ဆွေးနွေးပွဲတွေကိုဆောင်ရွက်ပေးရခြင်းပဲဖြစ်ပါတယ်ဒုတိယရည်ရွယ်ချက်ကတော့လုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာတွေ့ကြုံနိုင်တဲ့ပြဿနာအခက်အခဲတွေကိုဖြေရှင်းနိုင်ဖို့အတွက်ပဲဖြစ်ပါတယ်ဒီကြေးရခေါင်းဆောင်ကြီးတို့တွေကြေးရတာဝန်ခံဆရာဆရာမတို့တွေအနေနဲ့ပေါ့နော်ဒီကြေးရဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ကြတဲ့အခါမှာဆိုရင်တော့ပြဿနာအခက်အခဲတွေနဲ့ကြုံတွေ့နိုင်ပါတယ်အဲ့ဒီလိုပြဿနာအခက်အခဲတွေနဲ့ကြုံတွေ့လာတဲ့အခါမှာဆိုရင်တော့အဲ့ဒီပြဿနာအခက်အခဲကိုမိမိတယောက်တည်းဖြေရှင်းဖို့ကြိုးစားတာတဲ့ပေါ့နော်သက်ဆိုင်ရာအဖွဲ့တွေနဲ့အုပ်စုဖွဲ့ဆွေးနွေးပွဲဆောင်ရွက်ပြီးတော့မှဖြည့်ရှင်းနိုင်တဲ့နည်းလမ်းတွေကိုရှာဖွေတဲ့အလေးချင်းရရှိစေဖို့အတွက်အုပ်စုဖွဲ့ဆွေးနွေးပွဲတွေကိုဆောင်ရွက်ရခြင်းပဲဖြစ်ပါတယ်တတိယရည်ရွယ်ချက်ကတော့ခေါင်းဆောင်တွေရဲ့အရည်အသွေးပုံမူတိုးတက်လာစေဖို့အတွက်ပဲဖြစ်ပါတယ်အခုတင်တဲ့တက်ရောက်နေကြတဲ့ကြေးရခေါင်းဆောင်ကြီးတွေဆိုတာကမိမိတို့ကြေးရဖွံ့ဖြိုးတိုးတက်ဖို့အတွက်လှုံ့ဆော်နိုင်တဲ့သူတွေဥဆောင်နိုင်တဲ့သူတွေဆိုပြီးယုံကြည်ပြီးတော့မှကိုကြေးရမှာရှိနေတဲ့ကြေးရသူကြေးရသားတွေကနေပြီးတော့မှကြေးရခေါင်းဆောင်ကြီးများဆိုတဲ့တာဝန်ကိုပေးရထားတာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ကြေးရခေါင်းဆောင်ကြီးတွေကကြေးရကိုဥဆောင်နိုင်တဲ့အရည်အသွေးနဲ့ပြေဝနေရမှာပဲဖြစ်ပါတယ်
ဒီကကောင်းဆောင်ကြီးတွေထဲမှာလည်းပေါ့နော်ဒီလုပ်ငန်းတွေကိုတော့စိတ်ပါဝင်စားပြီးတော့မှတာဝန်ကိုခြေပေါ်အောင်ဆောင်ရွက်တတ်ပေမဲ့အနေအေးပြီးတော့မှစကားပြောနေတဲ့ကြေးရကောင်းဆောင်ကြီးတွေလည်းပါနိုင်ပါတယ်အဲ့လိုအနေအေးပြီးစကားပြောနေတဲ့ကြေးရကောင်းဆောင်ကြီးတွေကအုပ်စုဖွဲ့ဆွေးနွေးပွဲတွေမှာပါဝင်ဆွေးနွေးမယ်ဆိုရင်တော့သူတို့ရဲ့စကားပြောစမ်းရည်တွေတိုးတက်လာမှာပဲဖြစ်ပါတယ်ဒီတင်ထဲမှာဆိုလို့ရှိရင်လည်းပေါ့နော်ဒီအုပ်စုဖွဲ့ဆွေးနွေးရုံတွေမဟုတ်ပါဘူးအုပ်စုဖွဲ့ဆွေးနွေးပွဲရလဒ်တွေကိုလည်းတင်ဆက်ကြရအောင်မှာဖြစ်ပါတယ်မိတို့အဖွဲ့မှာပါဝင်ဆွေးနွေးတဲ့သူအနေနဲ့ကလည်းစကားပြောစမ်းရည်တွေတိုးတက်လာမှာဖြစ်တယ်လို့တင်ဆက်တဲ့သူအနေနဲ့ကလည်းပေါ့နော်တင်ဆက်ဖို့အတွက်ပြင်ဆင်ရင်နဲ့တင်ဆက်မှုစွမ်းရည်တိုးတက်လာမှာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့ဒီအုပ်စုဖွဲ့ဆွေးနွေးပွဲတွေမှာပါဝင်ဆွေးနွေးမယ်ဆိုလို့ရှိရင်တော့ခေါင်းဆောင်တွေရဲ့အရေးအသေးပုံမှုတိုးတက်လာမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့တင်နန်းကျောင်းကနေပြီးတော့မှအုပ်စုဖွဲ့ဆွေးနွေးပွဲတွေကိုဆောင်ရွက်ပေးရခြင်းပဲဖြစ်ပါတယ်အုပ်စုဖွဲ့ဆွေးနွေးခြင်းရဲ့ထူးခြားချက်လည်းရှိပါတယ်အုပ်စုဖွဲ့ဆိုတဲ့အတိုင်းပေါ့နော်ဒီတဦးတယောက်တည်းကပဲစဉ်းစားပြီးတော့မှဆုံးဖြတ်ချက်ရှားဆောင်ရွက်လိုက်တာမျိုးမဟုတ်ဘဲနဲ့အုပ်စုဖွဲ့ဆွေးနွေးပွဲဆောင်ရွက်ပြီးအချင်းချင်းဆွေးနွေးကြပြီးတော့မှတို့ကြွေးရမှာလက်ရှိဖြစ်ပေါ်နေတဲ့ပြဿနာတွေလိုအပ်ချက်တွေကဘာတွေလဲဆိုတာကိုဖော်ထုတ်တယ်ပြီးရင်တော့ကိုယ့်အဖွဲ့မှာပါဝင်တဲ့အဖွဲ့ဝင်တွေအားလုံးရဲ့သဘောတူညီမှုနဲ့အကောင်းဆုံးအဖြစ်တစ်ခုဒါမှမဟုတ်ဆုံးဖြတ်ချက်တစ်ခုကိုရရှိအောင်လှုံ့ဆော်နိုင်တဲ့ထူးခြားချက်ရှိပါတယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီကိုကျွေးရမှာလှုပ်ဆောင်ဖို့လိုအပ်တဲ့လုပ်ငန်းတွေကိုဖော်ထုတ်လိုက်တဲ့အခါမှာဆိုလို့ရှိရင်တော့ကိုကျွေးရမှာလျှက်စစ်မီလည်းမရှိဘူးလျှက်စစ်မီလည်းလိုချင်တယ်လမ်းကိုလည်းပြင်ချင်တယ်ကျွေးရခမ်းမှလည်းစောက်ချင်တယ်စာကြည့်တိုက်လည်းစောက်ချင်တယ်ဒီသင်းဆက်လည်းလိုချင်တယ်ဆိုပြီးတော့မှအုပ်စုဖွဲ့ဆွေးနွေးပွဲလုပ်ပြီးတော့မှလိုအပ်နေတဲ့လုပ်ငန်းတွေကိုဖော်ထုတ်လိုက်တဲ့အခါမှာ9ချက်ဖြစ်နေတယ်ပေါ့နော်အဲ့ဒီ9ချက်လုံးကိုလည်းပြန်နေတဲ့ဆောင်ရွက်ဖို့မဖြစ်နိုင်တဲ့အခါမှာဘယ်ရာကိုဦးစားပေးလှုပ်ဆောင်ရမလဲဆိုတာကိုကိုယ့်ဖွဲ့မှာပါဝင်တဲ့အဖွဲ့ဝင်တွေနဲ့တိုင်ပင်လိုက်ကြတဲ့အခါမှာဆိုရင်တော့တို့ကြည့်ရမှာလမ်းကားတော့အတော်ဆိုးနေပြီလမ်းကိုအရင်ပြင်ကြမယ်ပြီးရင်ရန်ပုံငွေတွေကပိုစံနေသေးတယ်ဆိုရင်လက်စစ်မီးကိုရအောင်ဆောင်ရွက်မယ်ပြီးရင်တော့ရေတန်းဆက်ကိုတက်ကြမယ်ပြီးရင်တော့စာကြည့်တိုက်ကိုစောင့်မယ်ပြီးရင်တော့ကြည်ရခမ်းမကိုစောင့်ကြမယ်ဆိုပြီးတော့မှကိုအဖွဲ့မှာပါဝင်တဲ့အဖွဲ့ဝင်တွေအားလုံးရဲ့သဘောတူညီမှုနဲ့ဦးစားပေးအစီအစဉ်အတိုင်း1 2 3 4 5သတ်မှတ်လိုက်ကြတယ်ဒီလိုသတ်မှတ်ပြီးသွားပြီဆိုလို့ရှိရင်တော့သတ်မှတ်ထားတဲ့အတိုင်းဆောင်ရွက်ရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့အုပ်စုဖွဲ့ဆွေးနွေးပွဲဆောင်ရွက်တာကလက်ရှိပြဿနာလက်ရှိလိုအပ်ချက်ကဘာတွေလဲဆိုတာကိုဖော်ထုတ်တယ်အဲ့ဒီပြဿနာလိုအပ်ချက်တွေကမှဘယ်ရာကပိုရေးကြည့်တာလဲဘလို့ဖြည့်ရှင်းရမှာလဲဆိုတဲ့အဖြစ်ကိုရရှိဖို့အတွက်အစုဖွဲ့လိုက်ဆွေးနွေးပြီးတော့မှဆုံးဖြတ်ချက်ချနိုင်အောင်လှုံ့ဆော်နိုင်တဲ့ထူးခြားချက်ရှိပါတယ်အုပ်စုဖွဲ့ဆွေးနွေးပွဲဆောင်ရွက်တဲ့အခါမှာဆိုရင်တော့လူအမျိုးအစားအမျိုးမျိုးပါဝင်နိုင်ပါတယ်ဥပမာပြောရမယ်ဆိုရင်အဲဆွေးနွေးပွဲမှာဆိုရင်အသက်ကြီးတဲ့သူတွေပါနိုင်တယ်လို့အသက်ငယ်တဲ့သူတွေလည်းပါနိုင်တယ်တောင်သူတွေပါတယ်လို့လက်သမားတွေလည်းပါနိုင်တယ်ပညာရှင်တွေပါနိုင်တယ်လို့အသိပညာအားနည်းတဲ့သူလည်းပါနိုင်ပါတယ်အဲ့လိုပညာရည်ချင်းမျိုးစုံဂျာတူးမျိုးစုံလုပ်ငန်းမျိုးစုံလုပ်ကိုင်တဲ့သူတွေလုပ်ငန်းမျိုးစုံလုပ်ကိုင်တဲ့သူတွေကမှပေါ့နော်လုပ်ငန်းအတွေ့အကြုံနေတဲ့သူတွေကလုပ်ငန်းအတွေ့အကြုံများတဲ့သူတွေကပါဝင်နိုင်ပါတယ်ဆွေးနွေးပွဲမှာပေါ့နော်ဒီငယ်တဲ့သူကထပြီးဆွေးနွေးတဲ့အခါမှာသူကတော့အသက်လည်းငယ်တယ်အတွေ့အကြုံလည်းမရှိဘူးဆိုပြီးတော့မှငယ်တဲ့သူရဲ့ဆွေးနွေးချက်တွေကိုဆွေးနွေးပွဲမှာလင်းလူရှူတာမျိုးတွေတခါငယ်တဲ့သူကလည်းကြီးတဲ့သူပေါ့နော်ဟဲစကားပြောတာတွေလောက်ဆောင်တာတွေကနှိမ့်လိုက်တာမျိုးသားလုံးနေမယ်ဆိုရင်တော့တို့ရဲ့လုပ်ငန်းကအစီအမီပြီးမှာမဟုတ်ဘူးပေါ့နော်ဆက်သက်ဖြစ်တအုံနဲ့တအုံအဲ့လိုတွေမမြင်မဲနဲ့အဖွဲ့ဝင်တွေအားလုံးရဲ့အကြံဉာဏ်တွေအတွေ့အကြုံတွေကိုရယူပြီးတော့မှအောင်မြင်အောင်ဆောင်ရွက်ရမှာဖြစ်ပါတယ်အဲ့လိုလူအမျိုးအစားအမျိုးမျိုးရဲ့အတွေးအခေါ်အယူအဆတွေကိုတနည်းအားဖြင့်ရရှိနိုင်တယ်ဆိုတဲ့ကောင်းမွန်တဲ့ထူးခြားချက်ကိုလည်းအုပ်စုပွဲဆွေးနွေးပွဲဆောင်ရွက်ခြင်းကနေရရှိနိုင်ပါတယ်အုပ်စုပွဲဆွေးနွေးပွဲမှာကိုကဆွေးနွေးလိုက်တဲ့အသိပညာအတွေ့အကြုံတွေကတခြားသူတွေမသိသေးတဲ့အကြောင်းအရာတွေဖြစ်နေမယ်ဆိုရင်တော့တခြားသူတွေကိုကိုသိတာမျှဝေပေးရရောက်သလိုတခါတခြားသူတွေဆွေးနွေးလိုက်တဲ့အသိပညာအတွေ့အကြုံတွေကလည်းကိုမသိတဲ့အကြောင်းအရာတွေဖြစ်နေမယ်ဆိုရင်တော့ကိုအတွက်လည်းသင်ယူပြီးသားဖြစ်သွားတယ်အဲ့လိုကိုသိတာတွေကိုပြောရင်းကနေပြီးတော့မှတယောက်နဲ့တယောက်အပြန်အလှန်သင်ယူခြင်းတင်ကြားခြင်းဆိုတဲ့သဘာဝအခွင့်အလမ်းတစ်ခုဖြစ်တဲ့ထူးခြားချက်ကိုလည်းအုပ်စုပွဲဆွေးနွေးပွဲဆောင်ရွက်ခြင်းကနေရရှိနိုင်ပါတယ်အုပ်စုပွဲဆွေးနွေးပွဲတစ်ခုဆောင်ရွက်ဖို့အတွက်ဘာတွေပြင်ဆင်ရမလဲဆိုရင်တော့ဒီအုပ်စုပွဲဆွေးနွေးပွဲတစ်ခုဆောင်ရွက်ဖို့အတွက်ဆိုရင်တော့အဲ့ဒီအုပ်စုကိုဥဆောင်ဆွေးနွေးပေးမယ်အဖွဲ့ခေါင်းဆောင်တစ်ဦးကိုရွေးချယ်ရမှာဖြစ်ပါတယ်ပြီးရင်တော့ဆွေးနွေးချက်တွေကိုမှတ်ကန်အောင်မှတ်သားပေးမယ်အတွင်းရေးမှူး1ဦးဒါမှမဟုတ်2ဦးကိုရွေးချယ်ရမယ်ကိုစုမှာပါဝင်တဲ့သူတွေကမှအဖွဲ့ခေါင်းဆောင်ရဲ့အကျွေးရေးမှုရဲ့ရွေးချယ်ပြီးသွားပြီဆိုရင်တော့ကျန်တဲ့သူတွေကအဖွဲ့ဝင်တွေပဲဖြစ်ပါတယ်အဲ့လိုကိုစုမှာပါဝင်တဲ့သူတွေကမှဘသူကတော့အဖွဲ့ခေါင်းဆောင်ဘသူကတော့အတွင်းရေးမှုဘသူတွေကတော့အဖွဲ့ဝင်တွေလို့ရွေးချယ်သတ်မှတ်ပြီးသွားပြီဆိုရင်တော့အဲ့ဒီအုပ်စုကို
ခေါင်းဆောင်ကနေဥဆောင်ဆွေးနွေးနိုင်ဖို့အတွက်ပြင်ဆင်ရမှာဖြစ်ပါတယ်ဆွေးနွေးပွဲဆောင်ရွက်မဲ့အချိန်ကိုလည်းသတ်မှတ်ထားရမှာဖြစ်ပါတယ်အခုမုံမှန်တင်တန်းမှာဆိုလို့ရှိရင်တော့ဒီတနင်္လာနေ့ကနေဗုဒ္ဓဦးနေ့ထိကနေခင်း2:45မိနစ်ကနေ4:00ခွဲအထိ1:45မိနစ်ကြာဆွေးနွေးရမယ်တတာပင်နေ့မှာဆိုရင်တော့နေခင်း1:15မိနစ်ကနေ4:00ခွဲအထိအုပ်စုဖွဲ့ဆွေးနွေးပွဲရလဒ်တွေကိုတင်ဆက်နိုင်ဖို့အတွက်ပြင်ဆင်ထားရမယ်ဆိုပြီးတော့မှအချိန်သတ်မှတ်ထားပါတယ်အခုဒီတင်တန်းမှာဆွေးနွေးမဲ့အချိန်တွေကိုသတ်မှတ်ထားသလိုပဲကျွေးရခေါင်းဆောင်ကြီးတို့ကမိမိတို့ကျွေးရမှာဆွေးနွေးပွဲတွေဆောင်ရွက်တဲ့အခါမှာဆိုရင်တော့ဘယ်အချိန်ကနေဘယ်အချိန်ထိဆောင်ရွက်မယ်ဆိုပြီးတော့မှအချိန်သတ်မှတ်ထားဖို့လိုအပ်ပါတယ်ကျွေးရခေါင်းဆောင်ကြီးတို့ကပေါ့နော်ဆွေးနွေးပွဲကို2နာရီကနေ4နာရီထိဆောင်ရွက်မယ်ဆိုပြီးတော့မှကျွေးရခေါင်းဆောင်ကြီးတွေကိုဖိတ်ထားတယ်ဆိုလို့ရှိရင်လည်းမိမိတို့သတ်မှတ်ထားတဲ့အချိန်ကိုရအောင်သွားပြီးတော့မှအစည်းအဝေးကိုအချိန်မီဆောင်ရွက်သင့်ပါတယ်ကိုအတွက်ကြောင့်မို့လို့ပေါ့နော်တခြားသူတွေရဲ့အချိန်ကိုအလံအတန်းဖြစ်စေဖို့အတွက်သတ်မှတ်ထားတဲ့အတိုင်းစာနိုင်ဖို့နဲ့သတ်မှတ်ထားတဲ့အတိုင်းပြီးဆုံးအောင်ဆောင်ရွက်နိုင်ဖို့စူးစမ်းရမှာဖြစ်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွေးရခေါင်းဆောင်ကြီးတို့ကအစည်းအဝေးကစမှာက2နာရီမှစမှာကိုကျွေးရသူကျွေးရသားတွေကို1နာရီတည်းကကြိုခေါ်ထားမယ်ဆိုရင်တော့ကျွေးရသူကျွေးရသားတွေက1နာရီစောင့်နေရလိမ့်မယ်နောက်တစ်ခါအစည်းအဝေးလုပ်ဖို့ဖိတ်တဲ့အခါမှာဆိုရင်တော့ကျွေးရခေါင်းဆောင်ကျွေးရသူကျွေးရသားတွေကပေါ့နော်ဟာအရင်တစ်ခါတော့ကတို့ကိုအစည်းအဝေးလုပ်ဖို့1နာရီသာခေါ်ထားတာသူတို့ကစတော့2နာရီထိုးပြီးမှစတာဒီခါတော့1နာရီကျော်လောက်နားကြပြီးမှသွားမယ်ဆိုတာမျိုးတွေဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့သတ်မှတ်ထားတဲ့အတိုင်းစနိုင်ဖို့နဲ့သတ်မှတ်ထားတဲ့အတိုင်းပြီးဆုံးအောင်ဆောင်ရွက်နိုင်ဖို့ကလည်းအရေးကြီးပါတယ်ချင်းဆွေးနွေးမဲ့အကြောင်းအရာကိုလည်းရွေးချယ်ထားရမှာဖြစ်ပါတယ်ဒီတင်တန်းမှာဆိုရင်ဒီကနေ့ပေါ့နော်ပထမရက်မှာဆိုရင်စမ်းဆောင်ရေးမြစ်တွေကဏ္ဍနဲ့ပတ်သက်ပြီးတော့မှဆွေးနွေးကြရမယ်ဒုတိယရက်မှာဆိုလို့ရှိရင်တော့လူနေမှုဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတတိယရက်မှာဆိုရင်တော့ဝင်ငွေတိုးပွားရေးကဏ္ဍတွေနဲ့ပတ်သက်ပြီးဆွေးနွေးကြရမှာဖြစ်ပါတယ်ဒီရက်တွေမှာဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးဆွေးနွေးရမယ်ဆိုတာကိုလည်းကျမတို့တင်တန်းတောင်းကနေပြီးတော့မှကျေးရွာတာဝန်ခံဆရာဆရာမတွေစီကိုပို့ထားပေးတဲ့တင်တန်းရဲ့အစီအစဉ်ထဲမှာပါပြီးသားဖြစ်ပါတယ်ဒီဆွေးနွေးမဲ့အကြောင်းအရာတွေကိုသိမှသာလည်းပေါ့နော်ဒီဆွေးနွေးပွဲတက်ရောက်သူတွေအနေနဲ့ကလည်းဆွေးနွေးနိုင်ဖို့အတွက်ကြိုတင်ပြင်ဆင်လာနိုင်ပါတယ်အဲ့လိုကြိုတင်ပြင်ဆင်လာခဲ့မယ်ဆိုရင်တော့အဲ့ဒီဆွေးနွေးပွဲကမြန်မြန်ဆန်ဆန်နဲ့အင်တန်ကောင်းမွန်တဲ့ဆွေးနွေးပွဲတစ်ခုဖြစ်လာမှာဖြစ်ပါတယ်ဒီတင်တန်းမှာဆိုလို့ရှိရင်လည်းဆွေးနွေးမဲ့အကြောင်းအရာတွေကိုကျမတို့တင်တန်းတောင်းကနေပြီးတော့မှတင်တန်းသားတင်တန်းသူတွေအားလုံးကိုကြိုတင်အသိပေးထားတဲ့အတွက်ကြောင့်မို့လို့တင်တန်းသားတင်တန်းသူတွေအားလုံးကလည်းပေါ့နော်အုပ်စုဖွဲ့ဆွေးနွေးပွဲမှာဆွေးနွေးနိုင်ဖို့အတွက်ကြိုတင်ပြင်ဆင်လာကြလိမ့်မယ်လို့လည်းကျမအနေနဲ့မျှော်လင့်ပါတယ်ရှင်နောက်ဆုံးအချက်ကတော့ဆွေးနွေးပွဲတစ်ခုဆောင်ရွက်ဖို့အတွက်နေရာထိုင်ခင်းရွေးချယ်ခြင်းကလည်းအင်တန်မှအရေးကြီးပါတယ်ရှင်ကျမတို့တင်တန်းကျောင်းမှာဆိုရင်တော့အုပ်စုဖွဲ့ဆွေးနွေးပွဲအုပ်စုဖွဲ့ဆွေးနွေးခန်းတွေကိုတည်တံ့ထားရှိပါတယ်တင်တန်းသားတင်တန်းသူတွေလာတက်တဲ့ခါမှာဆိုရင်တော့အဲ့ဒီဆွေးနွေးခန်းထဲမှာပေါ့နော်အုပ်စုဆရာတို့ကကြီးကြပ်ပြီးတော့မှတင်တန်းသားတွေနဲ့ဆွေးနွေးကြတယ်ဒီအခုတင်တန်းကတော့ online တင်တန်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်တင်တန်းကျောင်းဘက်ကလည်းအုပ်စုဆရာဆရာမတွေကလွတ်လပ်ဆွေးနွေးနိုင်ဖို့အတွက်ဘယ်ခန်းမှာတော့အုပ်စုတစ်ဆရာမဘယ်ခန်းမှာတော့အုပ်စုနှစ်ဆရာမစသဖြင့်နေရာထိုင်ခင်းကိုပြင်ဆင်ကြရတယ်အဲ့လိုပဲအခုတင်တန်းတယောက်နေကြတဲ့တင်တန်းသားတင်တန်းသူတွေဘက်ကလည်းပေါ့နော်မန်နေယာကနေပေါ့တို့တွေတင်တန်းတယောက်ရင်အဆင်ပြေမယ်ဆိုပြီးတော့မှအဆင်ပြေမဲ့နေရာတစ်ခုကိုရွေးချယ်ပြီးတော့မှတက်နေကြရတာပဲဖြစ်ပါတယ်အခုတင်တန်းတက်တယ်လို့ပဲကျွေးရခေါင်းဆောင်ကြီးတို့ကပေါ့နော်ကိုကျွေးရမှာအစည်းအဝေးပွဲတွေဆွေးနွေးပွဲတွေဆောင်ရွက်တဲ့အခါမှာဆိုရင်တော့ဘယ်နေရာမှာဆောင်ရွက်ကြမလဲဆိုတဲ့နေရာထိုင်ခင်းရွေးချယ်ထားဖို့လိုအပ်ပါတယ်အဲ့လိုနေရာထိုင်ခင်းရွေးချယ်တဲ့အခါမှာဆိုလို့ရှိရင်လည်းဆွေးနွေးပွဲတက်ရောက်သူတွေအနေနဲ့သွားရလာရလွယ်ကူတဲ့နေရာဖြစ်ဖို့အတွက်လိုအပ်ပါတယ်အဲ့လိုနေရာထိုင်ခင်းရွေးချယ်ပြီးသွားပြီဆိုရင်တော့အဲ့ဒီနေရာကဆွေးနွေးပွဲဆောင်ရွက်ဖို့အတွက်ပတ်ဝန်းကျင်စုညံတနေကင်းဝေးတဲ့နေရာဖြစ်ရလားအပူချိန်အလင်းရောင်ဒီဝင်တဲ့ထက်ကောင်းမွန်တဲ့နေရာဖြစ်ရလားဆိုတာစစ်ဆေးဖို့ရမှာလဲအင်မတန်မှအရေးကြီးပါတယ်ရှင်အခုကျွန်မမျှဝေပေးခဲ့တာကတော့အုပ်စုပွဲဆွေးနွေးပွဲတစ်ခုဆောင်ရွက်ဖို့အတွက်ပြင်ဆင်ရမယ့်အချက်တွေပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့မှဒီအုပ်စုပွဲဆွေးနွေးပွဲတစ်ခုမှာဥဆောင်ဆွေးနွေးပြီးမဲ့အဖွဲ့ခေါင်းဆောင်ရဲ့တာဝန်ကဘာတွေလဲဆိုတာကိုလည်းကြည့်ကြရအောင်နော်အဖွဲ့ခေါင်းဆောင်ကဒီဆွေးနွေးပွဲမှာအဖွဲ့ဝင်တွေအားလုံးတကြပါဝင်ဆွေးနွေးနိုင်ဖို့အတွက်နှိုးဆော်တိုက်တွန်းပေးရမှာဖြစ်ပါတယ်ဒီဆွေးနွေးပွဲတက်ရောက်သူတွေထဲမှာဆိုလို့ရှိရင်ပေါ့နော်အနေအေးတဲ့သူတွေထက်တဲ့သူတွေစကားပြောနေတဲ့သူတွေပါနိုင်ပါတယ်အဲ့လိုစကားပြောနေတဲ့သူတွေပါလာပြီဆိုရင်လည်းခေါင်းဆောင်ကငါညီကြီးမင်းသိတဲ့အကြောင်းအရာလေးမျှဝေပေးပါအောင်ဆိုပြီးတော့မှဆွေးနွေးပွဲမှာပါဝင်လာဖို့အတွက်ဖိတ်ခေါ်ပေးရမှာဖြစ်ပါတယ်အဲ့လိုနည်းနဲ့အဖွဲ့ခေါင်းဆောင်ကကိုယ့်အဖွဲ့မှာပါဝင်တဲ့အဖွဲ့ဝင်တွေအားလုံးတကြနဲ့ပါဝင်ဆွေးနွေးနိုင်အောင်နှိုးဆော်တိုက်တွန်းပေးရပါမယ်အဖွဲ့ဝင်တွေကသူတို့သိတဲ့အကြောင်းအရာတွေကိုဆွေးနွေးမျှဝေလာပြီးဆိုရင်လည်းခေါင်းဆောင်ကအသေးစိတ်ပြောပြပေးဖို့ကိုအားပေးရပါမယ်။ဥပမာအဖွဲ့ဝင်ကပေါ့နော်တစ်လုံးစနှလုံးစပြောလာပြီးဆိုရင်ခေါင်းဆောင်က
ဟုတ်ပြီကညီမင်းရဲ့ဆွေးနွေးချက်လေးကကောင်းတယ်အဲ့ဒီဆွေးနွေးချက်နဲ့ပတ်သက်ပြီးတော့မှအသေးစိတ်လေးထပ်ပြီးပြောပြပေးပါအောင်လို့တိုက်တွန်းအားပေးရမှာဖြစ်ပါတယ်ခေါင်းဆောင်ကကိုယ့်အစုမှာပါဝင်တဲ့အဖွဲ့ဝင်တွေအားလုံးညီတူညီမျှပါဝင်ဆွေးနွေးနိုင်တဲ့အခွင့်အရေးရရှိအောင်ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ပေါ့နော်ခေါင်းဆောင်ကငါကတော့ဒီအုပ်စုရဲ့ခေါင်းဆောင်ပဲဆိုပြီးတော့မှကိုကြည့်ပြောနေလို့မရပါဘူးအဲ့လိုပဲပေါ့နော်ကိုယ့်ဘက်မှာအကြကြီးပြောနေတဲ့သူပါရင်လည်းခေါင်းဆောင်ကငါညီကြီးမင်းရဲ့ဆွေးနွေးချက်ကနေပြီးတော့မှတို့တွေဘုံသူရလည်းရတယ်နားထောင်လို့လည်းကောင်းတယ်ဒါပေမဲ့တို့အဖွဲ့မှာပါဝင်တဲ့အဖွဲ့ဝင်တွေအားလုံးရဲ့ဆွေးနွေးချက်တွေအကြံဉာဏ်တွေကိုရအောင်နိုင်ဖို့အတွက်ကျန်တဲ့အဖွဲ့ဝင်တွေကိုလည်းဆွေးနွေးမှုအလှည့်ပေးပါအောင်ခင်ဗျာလို့သူသားစွာပြောပေးရပါမယ်အဲ့လိုနည်းနဲ့ခေါင်းဆောင်ကကိုယ့်အစုမှာပါဝင်တဲ့သူတွေအားလုံးညီတူညီမျှပါဝင်ဆွေးနွေးနိုင်တဲ့အခွင့်အရေးရရှိအောင်ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်ကိုယ်စုမှာပါဝင်တဲ့အဖွဲ့ဝင်တွေကပေါ့နော်ဒီဆွေးနွေးပွဲခေါင်းစဉ်နဲ့ပတ်သက်ပြီးဆွေးနွေးနေရင်ကနေလမ်းကြောင်းလဲသွားပြီဆိုရင်လည်းခေါင်းဆောင်ကလမ်းကြောင်းတက်ပေးရပါမယ်ခေါင်းဆောင်ကကိုယ့်အဖွဲ့ကိုဥဆောင်ဆွေးနွေးနိုင်တဲ့အပြင်အုပ်စုဖွဲ့ဆွေးနွေးပွဲရလက်တွေကိုတင်ဆက်တဲ့နေရာမှာဆိုရင်လည်းခေါင်းဆောင်ကတင်ဆက်လို့လည်းရပါတယ်တကယ်လို့ပေါ့နော်ခေါင်းဆောင်ကတင်ဆက်တာမဟုတ်ဘဲနဲ့ကိုယ့်အစုတွေကတူကတင်ဆက်တယ်ဆိုရင်လည်းတင်ဆက်တဲ့သူကိုတင်ဆက်နိုင်အောင်ခေါင်းဆောင်ကအကူအညီဆောင်ရွက်ပေးရမှာဖြစ်ပါတယ်ခေါင်းဆောင်ရဲ့တာဝန်တွေပြီးတော့အတွင်းရေးမှူးရဲ့တာဝန်တွေကိုလည်းပြောပြပေးချင်ပါတယ်အတွင်းရေးမှူးကကြတော့ပထမဆုံးပေါ့နော်သူကမှတ်တမ်းရေးသားဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေဖြစ်တဲ့စာအုပ်ဘောပင်ပေတံခဲတံခဲပြက် correction ပေါ့နော်အစရှိတဲ့မှတ်တမ်းရေးသားဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုကြိုတင်စုဆောင်းထားရပါမယ်အဲ့ဒါမှပေါ့နော်မှတ်ခဏီဆောင်ရွက်ရှာရတာမျိုးဘောပင်ရှာရတာမျိုးတွေဖြစ်တော့ဘဲနဲ့ချိုးချိုးမွေးဆောင်ရွက်နိုင်မှာဖြစ်ပါတယ်ပြီးတော့နောက်တစ်ချက်ကဒီဆွေးနွေးပွဲမှာဆိုလို့ရှိရင်ပေါ့နော်ဆွေးနွေးတဲ့သူကသူ့ရဲ့အတွေ့အကြုံတွေသူ့ရဲ့ထင်မြင်ချက်တွေကိုတောက်လျှောက်ပြောသွားနေမှာအဲ့ဒါကိုအတွင်းရေးမှူးကတလုံးမကြံလိုက်ပြီးမှတ်နေမယ်ဆိုရင်မိနိုင်မှာမဟုတ်ပါဘူးအချက်တွေအားလုံးကိုလည်းမှတ်နိုင်မှာမဟုတ်ပါဘူးဒါကြောင့်မို့လို့အတွင်းရေးမှူးကဆွေးနွေးသူပြောတဲ့အဓိပ္ပာယ်ဆိုလို့ရင်းမပြအောင်အချင်းချုပ်မှတ်သားနိုင်ရပါမယ်ကျမတို့တွေကဒီဆွေးနွေးတဲ့အချိန်မှာဆိုရင်တော့အချင်းချုပ်မှတ်သားထားပြီးတော့ဆွေးနွေးပွဲပြီးရင်တော့အကျေပြန်ရက်မှာဖြစ်ပါတယ်ခါတလေကြရင်လည်းဖြစ်တတ်ပါတယ်နော်ကျမတို့တွေကအချင်းချုပ်တော့အာကြီးသွားရင်လည်းပေါ့နော်ဆွေးနွေးပွဲပြီးလို့အကျေပြန်ရေးမယ်လဲဆိုရောကိုရေးထားတဲ့အကြောင်းအရာကဘာအကြောင်းအရာရေးထားတာလဲဆိုတာမသိတဲ့အတွက်ကြောင့်မို့လို့ဒီဆွေးနွေးသူပြောတဲ့အဓိပ္ပာယ်ဆိုလို့ရေးမပြအောင်အချင်းချုပ်မှတ်သားထားရပါမယ်နောက်တစ်ချက်ကဒီဆွေးနွေးသူတွေအားလုံးရဲ့အဓိကဆွေးနွေးသွားတဲ့အကြောင်းအရာတွေကိုလည်းအတွင်းရေးမှူးကသိရှိမှတ်သားထားရပါမယ်ဒီအကြောင်းအရာကတော့ငါသိတဲ့အကြောင်းအရာပဲပြီးမှပဲရေးလိုက်မယ်ဆိုပြီးတော့မှထားခဲ့လို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့တကယ်တမ်းပြန်ရေးတဲ့အခါမှာမေ့ပြီးတော့မှပါမလာတာမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့အတွင်းရေးမှူးကဆွေးနွေးသူတွေအားလုံးရဲ့အဓိကဆွေးနွေးသွားတဲ့အကြောင်းအရာတွေကိုလည်းသိရှိမှတ်သားထားရပါမယ်ဆွေးနွေးသူကိုလည်းမှတ်သားထားရမှာဖြစ်ပါတယ်ဒီဆွေးနွေးသူအရေအတွက်က3-4ဦးလောက်ဆိုရင်တော့ဘယ်အကြောင်းအရာကိုဘယ်သူကဆွေးနွေးသွားတာလဲဆိုတာမမိနိုင်ပေမဲ့ဆွေးနွေးသူအရေအတွက်က10ဦး15ဦးလောက်ဖြစ်လာတဲ့အခါမှာဆိုရင်တော့ဘယ်အကြောင်းအရာကိုဘယ်သူကဆွေးနွေးသွားတာလဲဆိုတာမှတ်မိပဲဖြစ်တတ်ပါတယ်ကျမတို့တွေကတစ်ခါတလေကြာရင်ပေါ့နော်ဒီအကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီးတော့မှထပ်ပြီးသိချင်တဲ့အခါမျိုးမှာဒီအကြောင်းအရာကိုဘယ်သူကဆွေးနွေးသွားတာလဲဆိုတာမမှတ်မိရင်ပြန်ပြီးတော့မှနေလို့မရပါဘူးအဲ့ဒါကြောင့်မို့လို့အတွင်းမှုကဘယ်အကြောင်းအရာကိုဘယ်သူကဆွေးနွေးသွားတယ်ဆိုတာကိုလည်းသိရှိမှတ်သားထားရမှာဖြစ်ပါတယ်နောက်ဆုံးအချက်ကတော့အတွင်းမှုကဆွေးနွေးချက်တွေကိုရေးမှတ်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့လက်ရေးလက်သားတန့်ရှင်းတည့်ရအောင်ရေးမှတ်နိုင်ဖို့လိုအပ်ပါတယ်လက်ရေးလက်သားဆိုရင်တော့အဆင်မပြေနိုင်ပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီမှတ်သားထားတဲ့မှတ်စုကိုအုပ်စုအတွင်းမှာပြန်လည်မျှဝေတဲ့အခါမှာဒါကဘာလို့ရေးထားတာလဲဆိုပြီးပြန်မေးနေရမယ်ဆိုရင်အချိန်ကြန့်ကြာမှုတွေဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့အတွင်းမှုကလက်ရေးလက်သားတန့်ရှင်းတည့်ရအောင်ရေးမှတ်နိုင်တဲ့သူဖြစ်ရပါမယ်ဒီတင်ထဲမှာဆိုလို့ရှိရင်ပေါ့နော်ဒီအတွင်းမှုဆောင်ရွက်တဲ့သူကလက်ရေးလက်သားတန့်ရှင်းတည့်ရအောင်မရေးမှတ်နိုင်ဘူးဆိုရင်လည်းကွန်ပျူတာစာစီပေးရင်လည်းအဆင်ပြေပါတယ်ရှင်အဲ့လိုအုပ်စုမှာပါဝင်တဲ့သူတွေကိုခေါင်းဆောင်ရဲ့အတွင်းရေးမှူးရဲ့အဖွဲ့ဝင်ရဲ့ဆိုပြီးတော့မှရွေးချယ်သတ်မှတ်ထားရမှာခေါင်းဆောင်တဲ့အတွင်းရေးမှူးမှာပဲတာဝန်ရှိတာမဟုတ်ပါဘူးကိုယ့်အဖွဲ့မှာပါဝင်တဲ့အဖွဲ့ဝင်တွေမှာလည်းတာဝန်ရှိပါတယ်အဖွဲ့ဝင်တွေရဲ့တာဝန်တွေကတော့ဒီလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာတွေ့ကြုံခဲ့ရတဲ့ပြဿနာအခက်အခဲတွေကိုဖြေရှင်းနိုင်ဖို့အတွက်အုပ်စုဖွဲ့ဆွေးနွေးပွဲတွေဆောင်ရွက်ကြတဲ့အခါမှာဆိုရင်တော့အဖွဲ့ဝင်တွေအားလုံးကတက်တက်နဲ့ပါဝင်ဆွေးနွေးရမှာဖြစ်ပါတယ်အဖွဲ့ဝင်တွေအားလုံးရဲ့နားလေးပါနော်အဖွဲ့ဝင်တွေအားလုံးရဲ့တာဝန်ကပါဝင်ဆွေးနွေးရုံပဲလားဆိုတော့မဟုတ်ပါဘူးအဖွဲ့ရဲ့လုပ်ငန်းတွေအားလုံးမှာဆိုရင်လည်းတက်တက်နဲ့ပူးပေါင်းပါဝင်ဆောင်ရွက်ရမှာဖြစ်ပါတယ်ဒီတင်တန်းမှာဆိုလို့ရှိရင်လည်းအုပ်စုဖွဲ့ဆွေးနွေးရုံတွေမဟုတ်ပါဘူးအုပ်စုဖွဲ့ဆွေးနွေးပွဲရလဒ်တွေကိုလည်းတင်ဆက်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့
အဖွဲ့ဝင်တွေအားလုံးကဆွေးနွေးတဲ့နေရာမှာကောတင်ဆက်တဲ့နေရာမှာကောတင်ဆက်ဖို့အတွက်ပြင်ဆင်တဲ့နေရာမှာကောတတတနဲ့ပူပေါင်းပါဝင်ဆောင်ရွက်ကြမှာဖြစ်ပါတယ်။အဲ့လိုအဖွဲ့ဝင်တွေအားလုံးကမိမိတို့ရဲ့ကိုယ်ပိုင်အသိစိတ်နဲ့ပါဝင်မယ်အဖွဲ့ဝင်တွေအားလုံးပါဝင်မှာဒီဆွေးနွေးပွဲကြီးကအောင်မြင်ပြီးမြောက်နိုင်မယ်ဆိုပြီးမှစိတ်ရောကိုယ်ပါနှစ်ပြီးတော့မှပါဝင်ဆောင်ရွက်မယ်ဆိုလို့ရှိရင်တော့အောင်မြင်တဲ့ဆွေးနွေးပွဲတစ်ခုကိုရရှိမှာဖြစ်ပါတယ်။အဲ့လိုအဖွဲ့ဝင်တွေအားလုံးကမိမိတို့ရဲ့ကိုယ်ပိုင်အသိစိတ်နဲ့ပေါ့နော်ကြာရာကဏ္ဍကနေပျော်ပျော်ချင်းချင်းတက်တက်ကြကြနဲ့စိတ်ပါလက်ပါပူပေါင်းပါဝင်ဆောင်ရွက်ခြင်းအားဆိုရင်တော့ဆွေးနွေးပွဲအောင်မြင်ခြင်းရဲ့အဓိကတော့ချက်ပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါအခုပြထားတဲ့ပုံမှာဆိုလို့ရှိရင်ပေါ့နော်ကြောပေးထားတဲ့တယောက်ကဆွေးနွေးနေတာဖြစ်ပါတယ်ဒီကြောပေးထားတဲ့တယောက်ကဆွေးနွေးနေတဲ့အချိန်မှာဆိုရင်တော့ကြံတဲ့9ယောက်ကဆွေးနွေးနေတဲ့သူကအာရုံစိုက်ပြီးတော့မှပြုံးပြုံးချင်းချင်းတက်တက်ကြကြနဲ့စိတ်ပါဝင်သားစွာနားထောင်ပေးနေကြပါတယ်အဲ့လိုပဲတင်နေသားတင်နေသူတွေကလည်းဆွေးနွေးကြတဲ့အခါမှာဆိုရင်တော့ဆွေးနွေးတဲ့သူကိုစိတ်ပါဝင်သားစွာနဲ့နားထောင်ပေးရပါမယ်ဒီပုံမှာဆိုလို့ရှိရင်လည်းပေါ့နော်ဒီအမျိုးသမီးတဦးကပုံနှစ်ပုံကိုကန်ပြထားတယ်ကျမတို့တွေကဆွေးနွေးတဲ့အခါမှာဆိုရင်တော့ပုံတစ်ကလို့စိတ်တို့ပြီးမဲ့ကြီးမဆွေးနွေးရပါဘူးပုံတစ်ကလို့ပြုံးပြုံးချင်းချင်းနဲ့ဆွေးနွေးပေးရမှာဖြစ်ပါတယ်ဒီလိုပြုံးချင်းနဲ့ဆွေးနွေးပေးမှပဲပေါ့နော်တစ်ဖက်ကဆွေးနွေးခံရတဲ့သူကလည်းပေါ့နော်ဆရာတက်ကြမှုတွေရှိပြီးတော့မှသူတို့တမကိုပြန်လည်မျှဝေပေးနိုင်မှာပဲဖြစ်ပါတယ်ရှင်အုပ်စုပွဲဆွေးနွေးပွဲတစ်ခုဆောင်ရွက်ဖို့အတွက်လိုက်နာရမယ့်အချက်တွေကိုလည်းပြောပြပေးချင်ပါတယ်အုပ်စုပွဲဆွေးနွေးပွဲတစ်ခုဆောင်ရွက်တဲ့အခါမှာဆိုရင်တော့လွန်လွန်လက်လက်ပွင့်လင်းစွာနဲ့ဆွေးနွေးရမှာဖြစ်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ပေါ့နော်ကိုကဒီစကားကိုပြောလိုက်ရင်အုပ်စုတော်ဝင်ကဆရာမကကြိုက်ပါမလားလူ့ဘွဲခေါင်းဆောင်ကရောကျင့်နေပါမလားကျန်တဲ့အဖွဲ့ဝင်တွေကရောဘလို့မြင်မလဲဆိုတဲ့စိုးရိမ်စိတ်တွေနဲ့ကြောက်ရဲမဆွေးနွေးရပါဘူးကိုသိတဲ့အချက်ကိုထင်မြင်ယူဆထားတဲ့အကြောင်းအရာတွေကိုတော့လွတ်လပ်ပွင့်လင်းစွာဆွေးနွေးရမှာဖြစ်ပါတယ်ဒါပေမဲ့ကိုယ့်ရဲ့ဆွေးနွေးချက်တွေကတော့လက်တွေ့မကျတဲ့နည်းလမ်းတွေစိတ်ကူးရင်စဉ်းစားထားတဲ့နည်းလမ်းတွေကိုတော့ဆွေးနွေးလို့မရပါဘူးတကယ်မြေပြင်မှာလက်တွေ့လှုပ်ဆောင်နိုင်တဲ့နည်းလမ်းတွေကိုပဲဆွေးနွေးကြရမှာဖြစ်ပါတယ်ဆွေးနွေးပွဲမှာဒီဆုံးဖြတ်လိုက်တဲ့နည်းလမ်းတွေကတကယ်မြေပြင်မှာလက်တွေ့လှုပ်ဆောင်နိုင်တဲ့နည်းလမ်းတွေဖြစ်ုံနဲ့မကပါဘူးတိကျမှန်ကန်ပြတ်သားပြီးတော့မှခိုင်မာတဲ့နည်းလမ်းတွေကိုပဲဆွေးနွေးကြရမှာဖြစ်ပါတယ်ဆွေးနွေးပွဲတစ်ခုကပေါ့နော်ပြီးသွားတယ်ဘာလို့ရမှန်းလည်းမသိဘူးဆုံးဖြတ်ချက်လည်းမချနိုင်ဘူးဆိုရင်တော့အဲ့ဒီဆွေးနွေးပွဲကအောင်မြင်တဲ့ဆွေးနွေးပွဲတစ်ခုမဟုတ်ပါဘူးဆွေးနွေးပွဲတစ်ခုကတက်မှတ်ထားတဲ့အချိန်ကာလအတွင်းဘယ်ဟာတွေကိုဆောင်ရွက်မယ်ရှေ့ဆက်ပြီးမြေပြင်မှာဘယ်လိုတွေဆောင်ရွက်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုချမှတ်နိုင်မှသာလျှင်အောင်မြင်ပြီးမြောက်တဲ့ဆွေးနွေးပွဲတစ်ခုကိုရရှိမှာဖြစ်ပါတယ်တယောက်ကဆွေးနွေးရဆိုရင်တော့ကျန်တဲ့အဖွဲ့ဝင်တွေကစိတ်ရှိရှိနဲ့နားထောင်ပေးရမယ်ကိုကဆွေးနွေးတဲ့အခါမှာဆိုလို့ရှိရင်လည်းလေးစားစားနဲ့တူတူသားဆွေးနွေးရမှာဖြစ်ပါတယ်တဦးတယောက်ကဆွေးနွေးနေတယ်ဆိုရင်တော့ကျန်တဲ့သူတွေကသူ့ရဲ့ဆွေးနွေးချက်ကိုပြီးဆုံးအောင်နားထောင်ရပါမယ်သူပြီးပြီဆိုမှနောက်တစ်ယောက်ကဆက်လက်ပြီးဆွေးနွေးရမှာဖြစ်ပါတယ်ဒါကတော့နားထောင်နေသူကလိုက်နာရမယ့်အချက်ပဲဖြစ်ပါတယ်နောက်တစ်ချက်ကတော့ဆွေးနွေးတဲ့သူကလိုက်နာရမယ့်အချက်ဖြစ်ပါတယ်ဒီတဦးတယောက်ကပြောနေရင်နောက်တစ်ယောက်ကကြားဖြတ်မပြောရဘူးဆိုလို့ဆွေးနွေးတဲ့သူကပေါ့နော်သူပြောချင်တဲ့အကြောင်းအရာတွေအားလုံးဆွေးနွေးပွဲနဲ့သက်ဆိုင်တာတွေရောမသက်ဆိုင်တာတွေရောအားလုံးကိုတီကပတ်ကုန်းအကြာကြီးပြောနေလို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့ကျမတို့ကအုပ်စုပွဲဆွေးနွေးပွဲမှာကအချိန်တွေလည်းကန့်သက်ထားတဲ့အတွက်ကြောင့်မို့လို့ဆွေးတဲ့သူကဆွေးနွေးပွဲခေါင်းစဉ်နဲ့ပတ်သက်ပြီးကိုပြောချင်တဲ့အကြောင်းအရာကိုဆိုလိုရင်းရအောင်လိုတိုရှင်းဆွေးနွေးနိုင်ရပါမယ်ဆွေးနွေးတဲ့အခါမှာဆိုရင်လည်းမူလရွေချက်ကိုမပြောင်းပြအောင်ဆွေးနွေးရပါမယ်ဥပမာဒီစွမ်းဆောင်ရည်မြင့်တင်ရေးကဏ္ဍနဲ့ပတ်သက်ပြီးဆွေးနွေးနေရင်ကနေပြီးတော့မှဝင်ငွေတိုးကဏ္ဍဖြစ်တဲ့ရှင်းငွေထုတ်စီးရရင်နဲ့ပတ်သက်ပြီးကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကိုဆွေးနွေးနေလို့မရပါဘူးပြီးတော့ဒီအစားသူတွေရဲ့ဆွေးနွေးချက်တွေကိုဂရုတစိုက်နဲ့တတကြနားထောင်ပြရပါမယ်အဲ့လိုမဟုတ်ဘဲနဲ့ပေါ့နော်ဘာတွေဆွေးနွေးနေမှလည်းမသိပါဘူးကွာဆွေးနွေးတွေကလည်းပြည့်စရာကြီးလို့မပြောရပါဘူးနော်ဂရုတစိုက်နဲ့နားထောင်ပြရပါမယ်ဒီအခုတင်တန်းတယောက်နေကြတဲ့တင်တန်းသားတင်တန်းသူတွေထဲမှာဆိုလို့ရှိရင်လည်းပေါ့နော်သူများတွေပြောတဲ့စကားတွေကိုဒီလေးစားနဲ့နားထောင်ပေးတဲ့သူတွေရှိတယ်လို့ကိုယ်တိုင်ပြောနေရတာကိုပဲအားရကျင်နေကြတဲ့သူတွေလည်းရှိပါတယ်ကျုပ်တွေဆိုလို့ရှိရင်လည်းရှိပါတယ်သူကတော့ကြောပူတာပဲခံနိုင်တယ်နားပူတာမခံနိုင်ဘူးဆိုတဲ့သူမျိုးတွေလည်းရှိပါတယ်နော်ကျမတို့တွေလည်းအရင်တုန်းကတော့ပြောခဲ့ပူပါတယ်ကျမကအရင်တုန်းကဒီမျိုးနယ်ရုံးမှာတာဝန်ထမ်းဆောင်ခဲ့တုန်းကတော့ကျမကခွင့်ဝင်တန်းဖြစ်ပါတယ်ခွင့်ဝင်တန်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတာဝန်ကြတဲ့ကျွေးရအုပ်စုတွေရှေ့တဲ့စကန်တွေမှာခွင့်ဆင်းရတယ်အဲ့ဒီအချိန်တုန်းကကျမတို့တွေကဒီပေါ့နော်အစည်းအဝေးရှိတဲ့အခါမျိုးတွေစဉ်းစားဆောင်ရွက်ရမယ့်အခါမျိုးတွေမှာပဲဂျုံဝတ်တက်ရတယ်ကျန်တဲ့ရက်တွေမှာတော့ကျမတို့တာဝန်ကြတဲ့ခြေတန်းစကန်တွေမှာနေကြရတယ်အဲ့ဒီအခါတုန်းကကျမတို့တွေကပြောခဲ့ကြတယ်ပေါ့နော်ခွင်ထဲမှာဘလောက်ပဲလောက်ရလောက်လိုက်ရှင်သေးတယ်အဲ့ဒီအစည်းအဝေးကိုမတက်ရှင်ဘူးဆိုပြီးတော့မှပြောကြတယ်ကျမအစောကပြောခဲ့တယ်လို့ပေါ့နော်ကြောပူတာပဲခံနိုင်တယ်နားပူတာမခံနိုင်ဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်
တကယ်တော့ကျမတို့တွေကသူများတွေပြောတဲ့စကားကိုနားထောင်ရင်နေပြီးတော့မှကျမတို့မသိသေးတဲ့အကြောင်းအရာတွေကိုလည်းသိရှိလာတယ်ပြီးတော့အတွေ့အကြုံအမြင်တွေရရှိလာပြီးတော့မှကျမတို့ရဲ့အယူအဆတွေလည်းမှန်ကန်လာနိုင်တယ်ပြီးတော့သူများတွေရဲ့စကားပြောတဲ့လေသိန်းဟန်ပန်စကားပြောပုံပြောနည်းတွေကိုသိရှိလာပြီးတော့မှပေါ့နော်ကျမတို့တွေလည်းစကားပြောတွေတက်လာမယ်တချို့တွေဆိုရင်လည်းရှိပါတယ်သူတို့တွေတွေ့ကြုံခံစားနေရတဲ့ပြဿနာအခက်အခဲကိုတခြားတစ်ယောက်ကိုပြောလိုက်မှပေါ်ပါသွားတဲ့သူမျိုးတွေလည်းရှိပါတယ်အဲ့လိုသူမျိုးတွေကကိုကိုပြောလာတဲ့အခါမှာဆိုရင်ကိုကအချိန်ပေးနိုင်မယ်ဆိုရင်တော့လေးစားနားထောင်ပေးရပါမယ်အဲ့လိုဂရုတစိုင်းနဲ့လေးစားနားထောင်ပေးတဲ့သူတွေကိုလူတွေကချစ်ကြတယ်ခင်ကြတယ်သဘောကျကြတဲ့အတွက်ကြောင့်မို့လို့နားထောင်ပေးတဲ့သူတွေမှာလူရှိလူခင်ပေါ်များကြပါတယ်ကျမကအဲ့လိုနားထောင်ခြင်းရဲ့အကျိုးကျေးဇူးတွေကိုသိရှိလာတဲ့အခါမှာဆိုရင်တော့သူများတွေပြောတဲ့စကားတွေကိုလေးစားနဲ့နားထောင်တတ်အောင်စူးစမ်းလေ့ကျင့်ဆောင်ရွက်နေပါတယ်ဒါကြောင့်မို့လို့အခုတရားကောင်းဆောင်ကြီးတွေရောတရားတာဝန်ခံဆရာဆရာမတွေကသူများတွေပြောတဲ့စကားတွေကိုအတက်နိုင်ဆုံးဘောတော့လေးစားနဲ့နားထောင်နိုင်ဖို့အတွက်စူးစမ်းလေ့ကျင့်ဆောင်ရွက်စီခြင်းပါတယ်ရှင်နောက်ဆုံးအချက်ကတော့ဒီအဖွဲ့ဝင်တွေရဲ့ပတ်မိုးကူညီမှုပါဝင်ဆွေးနွေးမှုတွေကိုခေါင်းညိတ်ပြီးတော့ပဲဖြစ်စေနှုတ်ကနေဖြစ်စေအတိမတ်ပြုပြီးတော့မှပြောပြရပါမယ်ဒီဘသူရဲ့ဆွေးနွေးပွဲပြီးသွားပြီဆိုရင်ပေါ့နော်ဘသူရဲ့ဆွေးနွေးချက်ကကောင်းတယ်ဘာလေးတွေပြောသားတာကောင်းတယ်စသဖြင့်ပေါ့နော်ဆွေးနွေးတဲ့သူကိုအတိမတ်ပြုပြီးပြောပြရပါမယ်အဲ့တော့အုပ်စုဖွဲ့ဆွေးနွေးပွဲတစ်ခုဆောင်ရွက်တဲ့အခါမှာလိုက်နာရမယ့်အချက်တွေပြီးတော့ဆောင်ရမယ့်အချက်တွေကဘာတွေလဲဆိုတာကိုလည်းမျှဝေပေးချင်ပါတယ်ဆွေးနွေးတဲ့အခါမှာဆိုရင်တော့ဒီဆက်ထားလို့ကြောက်ထားလို့ရင်းငုံထားတာလို့နှုတ်ပိတ်နေလို့မရပါဘူးဒီတင်ထဲမှာဆိုလို့ရှိရင်လည်းအုပ်စုဖွဲ့ဆွေးနွေးကြတဲ့အခါမှာကိုကျေးရွာမှာဆောင်ရွက်နေကြတဲ့ကဏ္ဍကြီး၃ရက်နဲ့ပတ်သက်ပြီးတော့မှကြုံတွေ့ခဲ့ရတဲ့ခက်ခဲတွေဖြည့်ရှင်းခဲ့ကြတဲ့နည်းလမ်းတွေနဲ့အကြံပြုချက်တွေနဲ့ပတ်သက်ပြီးဆွေးနွေးကြမှာဖြစ်ပါတယ်ဒါကြောင့်မို့အားလုံးကရွေချက်လက်တူတယ်ရွေချက်လက်တူတယ်တခီရဲ့တွားချတဲ့မောင်နှမတွေမို့ဆက်စရာကြောက်စရာမလိုပဲနဲ့ရင်းနှီးနှီးဆွေးနွေးကြရပါမယ်အဲ့လိုအခြားသူတို့ကသူသိတဲ့အကြောင်းအရာကိုဆွေးနွေးမျှဝေလာပြီဆိုလို့ရှိရင်လည်းဘာတွေဆွေးနွေးနေမှလည်းမသိပါဘူးကွာဆိုတဲ့အမူအရာမျိုးတွေသူပြောနေတဲ့ပုံစံကရည်စရာဖြစ်နေတဲ့တောင်မှကျမတို့တွေကလောင်ပြောင်ဟာတာပြုလုပ်တာမျိုးတွေကိုရှောင်ရပါမယ်ဆွေးနွေးပွဲနဲ့မသက်ဆိုင်တဲ့အကြောင်းအရာတွေကိုလည်းမဆွေးနွေးရပါဘူးဆွေးနွေးမဲ့အကြောင်းအရာကိုလေးလေးနက်နက်နဲ့စိတ်ထဲနှစ်ထားပြီးတော့မှဆွေးနွေးရပါမယ်အပေါ်ရန်ပေါ်ပြပြမဆွေးနွေးရပါဘူးအဲ့လိုအုပ်စုခွဲစကားပိုင်းအသေးတစ်ခုခွဲထွက်ပြီးတော့လည်းမပြောရပါဘူးဒီအုပ်စုခွဲဆွေးနွေးပွဲဆိုတာကစကေးလူပွဲမဟုတ်ပါဘူးအဲ့ဒါကြောင့်မို့လို့ဝေဖန်ညင်းကုန်တာမျိုးတွေမပြုလုပ်ရပါဘူးတကယ်လို့များပေါ့နော်ကိုယ်အုပ်စုမှာဝေဖန်ညင်းကုန်တာမျိုးတွေရှိခဲ့မယ်ဆိုရင်လည်းခေါင်းဆောင်ကပြည်လဲအောင်ဂျာဝင်ညှိနှိုင်းပေးရပါမယ်ခေါင်းဆောင်ကညှိနှိုင်းပေးတဲ့အခါမှာဆိုရင်လည်းဗလိုက်မှုတွေမရှိရပါဘူးပြီးတော့အများဆန္ဒကိုအလေးမထားဘဲနဲ့မိမှုတဦးတည်းရဲ့သဘောဆန္ဒနဲ့ဆုံးဖြတ်ချက်မချရပါဘူးနောက်ဆုံးအချက်ကတော့ဆွေးနွေးနေချိန်အတွင်းမှာဖုန်းလုံးဝအသုံးမပြုသင့်ပါဘူးဆွေးနွေးနေတဲ့အချိန်အတွင်းမှာဆိုရင်တော့ Facebook တွေကြည့်နေမယ် TikTok တွေရိုက်နေမယ်စာရိုက်ပြီးစကားပြောနေတာမျိုးတွေမပြုလုပ်သင့်ပါဘူးဒါပေမဲ့ဒီသင်တန်းက online သင်တန်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖုန်းနဲ့ online ဝင်ရောက်တာနဲ့သင်တန်းကိစ္စကလွဲရင်တော့အခြားအကြောင်းအရာတွေအတွက်ဖုန်းအသုံးမပြုသင့်ပါဘူးဒီဆောင်ကျင်ရမယ့်အချက်တွေအားလုံးကိုကိုယ်စုမှာပါဝင်တဲ့သူတွေအားလုံးကမပြုလုပ်ပဲဆောင်ကြမယ်ဆိုရင်တော့အောင်မြင်တဲ့ဆွေးနွေးပွဲတစ်ခုဖြစ်လာမှာဖြစ်ပါတယ်ဒီပုံကတော့အုပ်စုဖွဲ့ဆွေးနွေးပွဲတစ်ခုဆောင်ရွက်တဲ့အခါမှာဆောင်ကျင်ရမယ့်အပြုအမူပုံစံကိုဖော်ပြပေးထားတာပဲဖြစ်ပါတယ်ဒီအုပ်စုဖွဲ့ဆွေးနွေးပွဲတစ်ခုဆောင်ရွက်တဲ့အခါမှာတို့ရှိရင်တော့ဆွေးနွေးတဲ့သူအနေနဲ့ကလည်းဝိကျေတန်းကျေမဆွေးနွေးရဘူးပေါ့နော်ဒီနားထောင်နေသူတွေဘက်ကလည်းဖုန်းကြည့်ပြီးတော့မှနားထောင်နေတာမျိုးတွေအိမ်ငိုက်ပြီးနားထောင်နေတာမျိုးတွေစကားတွေပြောပြီးတော့မှပေါ့နော်ပြင်းပြင်းရောနဲ့မလေးမစားနားထောင်နေတာမျိုးတွေမပြုလုပ်သင့်ပါဘူးဆိုပြီးတော့မှဒီပုံကဖော်ပြပေးထားတာပဲဖြစ်ပါတယ်အခုတက်ရောက်နေကြတဲ့တင်နန်းသားတင်နန်းသူတွေထဲမှာဆိုရင်တော့ကျမမြင်ရတဲ့လောက်ကတော့အခုလိုနားထောင်နေတဲ့သူတွေမရှိပါဘူးเนาะဟုတ်ကဲ့ပါဒီအုပ်စုဖွဲ့ဆွေးနွေးပွဲတစ်ခုဆောင်ရွက်တဲ့အကြောင်းအရာတွေကိုလည်းပြောပြပေးချင်ပါတယ်အုပ်စုဖွဲ့ဆွေးနွေးပွဲတစ်ခုဆောင်ရွက်ဖို့အတွက်ဆိုရင်တော့ပထမဆုံးအုပ်စုတွေဖွဲ့ရမှာဖြစ်ပါတယ်ကျမတို့တင်တဲ့ကြောင်းကတော့ပေါ့နော်ဒီအုပ်စုကိုကြီးကြပ်ဆောင်ရွက်မဲ့ဆရာသမားအရေးအတွက်ရဲ့ပါဝင်ဆွေးနွေးမဲ့တင်နန်းသားတင်နန်းသူအရေးအတွက်ရဲ့ပေါ်မူတည်ပြီးတော့မှအုပ်စုတွေဖွဲ့ကြတယ်များသောအားဖြင့်ဆိုရင်တော့တင်နန်းသားဥယေ10ဦးကနေ20ဦးထိပါဝင်တဲ့အုပ်စုဖွဲ့ဆွေးနွေးပွဲတွေကိုဆောင်ရွက်ကြပါတယ်ဒီတရားကောင်းဆောင်ကြီးတို့ကတော့မိတို့တရားမှာဆွေးနွေးပွဲတွေအစည်းအဝေးပွဲတွေဆောင်ရွက်တဲ့အခါမှာဆိုရင်တော့ပါဝင်ဆွေးနွေးသူအရေးတဲ့9ဦး10ဦး15ဦးကနေပြီးတော့မှတရားလုံးချုပ်ထိပါဝင်ဆောင်ရွက်နိုင်ပါတယ်အဲ့လိုပါဝင်ဆွေးနွေးမဲ့သူတွေကနေရာတွေယူပြီးသွားပြီဆိုရင်တော့တဦးချင်းစီကကိုမိတ်ဆက်ပေးရမှာဖြစ်ပါတယ်ဒီငြိမ်သက်နေတဲ့အခြေအနေတစ်ခုကိုဖြုတ်ပင်းဖို့အတွက်အကောင်းဆုံးနည်းလမ်းကတဲ့ကိုယ်အစုမှာပါဝင်တဲ့သူတွေအားလုံးကကိုမိတ်ဆက်လိုက်ခြင်းပဲဖြစ်ပါတယ်
အဲ့လိုမိတ်ဆက်လိုက်ခြင်းအပြင်တယောက်ကိုတယောက်သိရှိသွားပြီးတော့မှစတင်ဆွေးနွေးနိုင်မှာဖြစ်ပါတယ်ပထမဆုံးဆွေးနွေးတဲ့အကြောင်းအရာနဲ့ရည်ရွယ်ချက်ကိုလည်းအချင်းချုပ်မိတ်ဆက်ပေးရပါမယ်ဥပမာဒီနေ့ဆွေးနွေးပွဲဆောင်ရွက်တဲ့အကြောင်းအရာကတော့တိုးတက်အောင်မြင်နေတဲ့ကြေးရတရားကိုလေးလာရေးသွားရောက်ခြင်းနဲ့ပတ်သက်ပြီးတော့မှဆွေးနွေးမှာဖြစ်ပါတယ်ရည်ရွယ်ချက်ကတော့အဲ့ဒီကြေးရကိုလေးလာရေးသွားရောက်ခြင်းဖြင့်အဲ့ဒီကြေးရရဲ့တိုးတက်အောင်မြင်မှုတွေကိုအတူယူပြီးဆောင်ရွက်နိုင်ဖို့အတွက်ပဲဖြစ်ပါတယ်ဆိုပြီးတော့မှဆွေးနွေးမဲ့အကြောင်းအရာနဲ့ရည်ရွယ်ချက်ကိုအချင်းချုပ်မိတ်ဆက်ပေးရပါမယ်ဆွေးနွေးတဲ့အခါမှာဆိုလို့ရှိရင်လည်းပြပြကောင်းကောင်းမွန်မွန်ပြောဆိုဆွေးနွေးရပါမယ်ကြေးရခေါင်းဆောင်ကြီးတို့ကပေါ့နော်ငါကတော့ဒီကြေးရရဲ့ကြေးရခေါင်းဆောင်မယ်ဆိုပြီးတော့မှကြေးရသူကြေးရသားတွေနဲ့စကားပြောတဲ့အခါမှာမလေးမစားမပြောရပါဘူး။ဘာဖြစ်လို့လဲဆိုတော့လူတိုင်းကလေးစားပြောခံရတာကိုကြိုက်နေတတ်ပါတယ်။အဲ့ဒါကြောင့်မို့လို့ကျမတို့တွေကကျမတို့ထက်ကြီးတဲ့သူနဲ့ပဲပြောကျမတို့ထက်ငယ်တဲ့သူနဲ့ပဲပြောလေးစားပြကောင်းကောင်းမွန်မွန်ပြောဆိုဆွေးနွေးရပါမယ်။နောက်တစ်ချက်ကဒီဆွေးနွေးပွဲဆောင်ရွက်တဲ့ပြဿနာခက်ခဲအကြောင်းအရာရဲ့အတိတ်နဲ့ကိုရှာဖွေရပါမယ်။အတိတ်နဲ့ဆိုတာကဒီပြဿနာဒီအခက်ခဲကလွယ်ကူကူဖြေရှင်းရမှာလားဒါမှမဟုတ်ခက်ခဲဖြေရှင်းရမှာလားဥပမာဒီကြေးရကောင်းဆောင်ကြီးတို့ရဲ့ပြောင်းလဲမှာငမြောင်တောင်ပိုးတွေကြာရောက်နေတယ်ဆိုတာဆိုအဲ့ဒီငမြောင်တောင်ပိုးကအေကဘလောက်ထိကြာရောက်နေတာလဲဘလောက်ထိဆိုတော့ဖြစ်စည်းပြလိုက်ပြီလဲဆိုတဲ့အတိတ်နဲ့ကိုရှာဖွေရမှာဖြစ်ပါတယ်ပြီးရင်တော့အဲ့ဒီပြဿနာအခက်ခဲရဲ့အရင်းမြစ်ကိုရှာဖွေရမှာဖြစ်ပါတယ်ဒီအစောကဥမာတိုင်းဆက်ပြောရမယ်ဆိုရင်တော့ကြေးရကောင်းဆောင်ကြီးတို့ကဒီငမြောင်တောင်ပိုးကြားရောက်တဲ့ပြဿနာရဲ့အတိတ်နဲ့ကိုရှာဖွေပြီးသွားပြီသိပြီးသွားပြီဆိုရင်အဲ့ဒီငမြောင်တောင်ပိုးကဘာကြောင့်ကြားရောက်တာလဲဆိုတဲ့ပြဿနာရဲ့အရင်းမြစ်ကိုရှာဖွေရမှာဖြစ်ပါတယ်တီးနဲ့တမျိုးတွေကိုပဲစတိုက်ဆိုင်နေလို့ကြတာလားစိုက်ချိန်နောက်ကြနေလို့လားပေါင်မြစ်တွေပေါ်များနေလို့လားအဲ့ဒီငမြောင်တောင်ပိုးကဘယ်နေရာမှာစဖြစ်ပြီးတော့မှကူးဆက်လာတာလဲစသဖြင့်ပေါ့နော်ပြဿနာရဲ့အရင်းမြစ်ကိုရှာဖွေရမှာဖြစ်ပါတယ်ပြီးရင်တော့အဲ့ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့နည်းလမ်းတွေကိုစုပေါင်းရှာဖွေကြရမှာဖြစ်ပါတယ်။တရားကောင်းဆောင်ကြီးတို့ကငမြောင်တောင်ပိုးကြားရောက်တဲ့ပြဿနာရဲ့အတိတ်နဲ့ရဲ့ဘာကြောင့်ကြားရောက်တာလဲဆိုတဲ့ပြဿနာရဲ့အရင်းမြစ်ကိုရှာဖွေပြီးသွားပြီဆိုရင်တော့အဲ့ဒီငမြောင်တောင်ပိုးကိုနှိမ်နင်းနိုင်မဲ့နည်းလမ်းတွေကိုစုပေါင်းဆွေးနွေးပြီးတော့မှရှာဖွေကြရမှာဖြစ်ပါတယ်။အဲ့လိုရှာဖွေတဲ့အခါမှာဆိုရင်လည်းကိုယ့်အဖွဲ့အတွင်းမှာရှိတဲ့အဖွဲ့ဝင်တွေအားလုံးစီကနေပြီးတော့မှဖြေရှင်းလို့ရနိုင်မဲ့နည်းလမ်းတွေထင်မြင်ယူဆချက်တွေကိုမေးမြန်းပြီးတော့မှလက်ခံရယူရမယ်။အဲ့ဒီမေးမြန်းပြီးတော့မှရရှိလာတဲ့ဆွေးနွေးချက်တွေကမှအကောင်းဆုံးနည်းလမ်းကိုရွေးချယ်ပြီးတော့မှဆောင်ရွက်မယ်ဆိုရင်တော့အဲ့ဒီဆွေးနွေးပွဲကပေါ့နော်ဒီအောင်မြင်တဲ့ဆွေးနွေးပွဲတစ်ခုရဲ့ရလဒ်ကိုရရှိမှာပဲဖြစ်ပါတယ်အဲ့လိုဆွေးနွေးလို့ရရှိလာတဲ့အချက်တွေကနေပြီးတော့မှအကောင်းဆုံးနည်းလမ်းကိုရွေးချယ်နိုင်ဖို့အတွက်ရှင်းရှင်းသုံးသပ်တဲ့အခါမှာဆိုရင်တော့အစားအဖွဲ့တွေနဲ့နှိုင်းယှဉ်ပြီးတော့မှရှင်းရှင်းသုံးသပ်ရပါမယ်အဲ့ပေါ့နော်ဥပမာဒီပေါ့နော်ရှင်းဝေတွေကိုအချိန်မီပြန်မဆက်နိုင်တဲ့အခက်အခဲဖြစ်နေလို့အုပ်စုဖွဲ့ဆွေးနွေးပွဲတစ်ခုဆောင်ရွက်တဲ့အခါမှာဒီအခက်အခဲကိုပဲပေါ့နော်တခြားကျွေးရမှာဖြစ်ရှင်းခဲ့တဲ့နည်းလမ်းကိုသိတဲ့သူကဘယ်ကျွေးရမှာတော့ရှင်းဝေတွေကိုအချိန်မီပြန်လဲရရှိနိုင်ဖို့အတွက်ပေါ့နော်ဒီသတ်မှတ်ရက်မတိုင်မီကြိုတင်တတိပေးနှိုးတော်တာမျိုးတွေလှုပ်ဆောင်ပြီးဖြည့်ရှင်းခဲ့တယ်ပေါ့နော်စသဖြင့်အစားကျေးရွာကဖြည့်ရှင်းခဲ့တဲ့နည်းလမ်းတွေနဲ့နှိုင်းယှဉ်ချင်းပြီးတော့မှဒုကျေးရွာမှာတော့ဘယ်နည်းလမ်းကိုအသုံးပြုသင့်တယ်ဆိုတာကိုသုံးသပ်ပေးရမှာပဲဖြစ်ပါတယ်ဆွေးနွေးပွဲပြမြောက်ချိန်မှာဆိုလို့ရှိရင်တော့ဒီဆွေးနွေးပွဲရဲ့အဓိကအကြောင်းအရာတွေကိုအဖွဲ့ဝင်တွေအားလုံးကသိရှိနေရမှာဖြစ်ပါတယ်အဲဒါကြောင့်မို့လို့ဆွေးနွေးတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးအချင်းချုပ်သုံးသပ်ပေးရမယ်ပြီးရင်ဆွေးနွေးပွဲကိုတက်ရောက်ပေးတဲ့အတွက်နဲ့ပါဝင်ဆွေးနွေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ပြောပေးရမှာဖြစ်ပါတယ်ဒီလိုအုပ်စုပွဲဆွေးနွေးပွဲတွေဆောင်ရွက်ခြင်းကနေပြီးတော့မှအကျိုးကျေးဇူးတွေအများကြီးရရှိနိုင်ပါတယ်အဲ့လိုအကျိုးကျေးဇူးတွေအများကြီးရှိတဲ့ထဲကမှကျွန်မကအဆက်6ချက်ကိုမျှဝေပေးချင်ပါတယ်ဒီဆွေးနွေးပွဲမှာပါဝင်တဲ့သူတွေကကြတော့ဇာတုတွေလည်းမတူညီကြဘူးနေရာဒေသတွေကလည်းမတူညီကြဘူးပြီးတော့အသက်အရွယ်တွေလည်းမတူညီကြပါဘူးအဲ့ဒီလိုမတူညီကြတဲ့လူအမျိုးအစားအမျိုးမျိုးရဲ့ဆွေးနွေးချက်တွေကိုဒီနေရာထဲမှာနားထောင်ကြတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဘသူကတော့ဘယ်နေရာမှာဘလို့လေးတွေးခေါ်ခဲ့တယ်ငါကြရင်တော့ဘလို့လေးတွေးမယ်စဉ်းစားရင်းနဲ့တွေးခေါ်မှုပုံစံတစ်တွေတက်မြောက်လာမှာပဲဖြစ်ပါတယ်တယောက်နဲ့တယောက်သိတာတွေမျှဝေကြတာကိုမှတ်သားကြရင်လည်းဘဝတုဒ္ဒတွေတူပွားလာမယ်ကျမတို့တွေကကျမတို့ရဲ့အာသာချက်အားနည်းချက်တဲ့သူများတွေရဲ့အာသာချက်အားနည်းချက်တွေကိုပို့ပြီးတော့မှမြင်တတ်ကြပါတယ်ဥပမာပြောရမယ်ဆိုရင်တော့ကျမတို့တွေကအကူအညီပစ္စည်းမပါဘဲနဲ့ကျမတို့ရဲ့မျက်နှာကိုမမြင်နိုင်ပါဘူးမှတ်တဆက်နဲ့ကြည့်မယ်ဆိုရင်တော့မှကျမတို့ရဲ့ခြေပိုင်းကိုပဲမြင်ရမှာဖြစ်ပါတယ်ကျမတို့ရဲ့နောက်ကျောပိုင်းကိုမမြင်နိုင်ပါဘူးမှန်ကိုအရှိရဲ့အနောက်ရဲ့နှစ်ချက်ထောင်ကြည့်မယ်ဆိုရင်တော့အပြည့်မြင်ရမှာပေါ့နော်ဒါပေမဲ့ကျမတို့တွေအဲ့လိုလည်းမကြည့်ပြကြပါဘူးကျမတို့တွေကကိုယ့်ကိုယ်သာနေ့စဉ်နေ့တိုင်းတပေါင်းစုံကနေမကြည့်ပြကြပေမဲ့ကျန်တဲ့သူတွေရဲ့ပပောင်းစုံကိုတော့အလွယ်တကူမြင်နေကြရပါတယ်
အဲ့ဒါကြောင့်မို့လဲကျမတို့တွေကကျမတို့ရဲ့အာသာချက်အားနည်းချက်တဲ့သူများတွေရဲ့အာသာချက်အားနည်းချက်တွေကိုပို့ပြီးတော့မှမြင်တတ်ကြတာပဲဖြစ်ပါတယ်ကျမတို့တွေကကျမတို့ရဲ့မျက်နှာကိုမြင်ရဖို့အတွက်မှန်ကြည့်ဖို့လိုသလိုကျမတို့လှုပ်ဆောင်ချက်တွေရဲ့အာသာချက်အားနည်းချက်တွေကိုသိရဖို့အတွက်ဆိုရင်တော့အုပ်စုဖွဲ့ဆွေးနွေးပွဲတွေမှာပါဝင်ဆွေးနွေးဖို့လိုအပ်ပါတယ်အုပ်စုဖွဲ့ဆွေးနွေးပွဲတွေမှာပါဝင်ဆွေးနွေးတဲ့အခါမှာဆိုရင်တော့ဘသူကတော့ဘယ်အကြောင်းအရာတွေမှာအများကြီးလဲပြောနိုင်တယ်ပြောလဲပြောတတ်တယ်ငါကတော့ဘယ်အကြောင်းအရာမှာတော့ပြောနိုင်ပြီးတော့မှဘယ်အကြောင်းအရာမှာတော့အားနေတယ်ပေါ့နော်ဆက်တဲ့ဖြစ်မိမိရဲ့အာသာချက်အားနည်းချက်တွေကိုမိမိကိုယ်တိုင်မြင်တွေ့နိုင်တဲ့အကျိုးကျေးဇူးတွေရရှိလာမှာပဲဖြစ်ပါတယ်အုပ်စုဖွဲ့ဆွေးနွေးကြတဲ့အခါမှာစကားပြောတဲ့အခါမှာဆိုရင်ပေါ့နော်စကားကိုပြပြကောင်းကောင်းမွန်မွန်ပေါ့နော်တိမ်တိမ်မွေ့မွေ့နူးနူးညံ့ပြောရင်းကနေပြီးတော့မှကျမတို့ရဲ့စိတ်သဘောထားတွေလည်းပိုကောင်းမွန်လာမယ်ပြီးတော့အုပ်စုဖွဲ့ဆွေးနွေးပွဲမှာကြာရကဏ္ဍကနေပြီးတော့မှလုပ်ငန်းတွေကိုတာဝန်ယူဆောင်ရွက်ရင်းနဲ့အတွေ့အကြုံတွေအများကြီးရရှိလာပြီးတော့မှခေါင်းဆောင်နိုင်မှုအရေးအသွေးတွေတိုးတက်လာမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့အုပ်စုဖွဲ့ဆွေးနွေးကြတဲ့အခါမှာဆိုရင်တော့မိတို့လုံနိုင်တဲ့အပိုင်းကနေပြီးတော့မှကြာရကဏ္ဍကနေပြီးတော့မှပေါ့နော်တက်တနဲ့တာဝန်ယူဆောင်ရွက်ပေးဖို့အတွက်လည်းတောင်းဆိုပါတယ်နော်အုပ်စုဖွဲ့ဆွေးနွေးပွဲဆောင်ရွက်တဲ့အခါမှာဆိုရင်တော့စကားမပြောလို့မရပါဘူးငါကတော့အသက်လည်းငယ်တဲ့အတွေ့အကြုံလည်းမရှိဘူးပေါ့နော်မပြောရဲဘူးဆိုပြီးတော့မှမပြောဘဲနေလို့မရပါဘူးကိုသိတဲ့အကြောင်းအရာတွေကိုတော့ပြောရမှာဖြစ်ပါတယ်အဲ့လိုသိတာတွေပြောရင်းကနေပြီးတော့မှစကားပြောစွမ်းရည်တွေမြင့်တက်လာမှာပဲဖြစ်ပါတယ်ကျမတို့တွေကဒီတဦးချင်းလှုပ်ဆောင်ချက်တွေမှာတော့အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်နိုင်ပြီးတော့မှအဖွဲ့လိုက်လှုပ်ရှားမှုတွေမှာတော့အားနည်းတတ်ပါတယ်ကျမတို့မြန်မာလူမျိုးတွေကို2 ယောက်ရှိရင်3 ဘွဲ့ကွဲတယ်လို့ပြောကြပါတယ်ဒါကတော့ပူပေါင်းဆောင်ရွက်မှုအားနည်းတယ်လို့ပြောတာပဲဖြစ်ပါတယ်နော်ကျမတို့တွေကပူပေါင်းဆောင်ရွက်မှုအားနည်းပါတယ်တဲ့အဲ့ဒါကြောင့်မို့လို့ဒီအုပ်စုဖွဲ့ဆွေးနွေးပွဲတွေမှာပါဝင်ဆွေးနွေးမယ်ဆိုလို့ရှိရင်တော့ဒီအုပ်စုဖွဲ့ဆွေးနွေးပွဲဆောင်ရွက်ပေးတာကဒီပူပေါင်းဆောင်ရွက်တတ်အောင်အဖွဲ့လိုက်လှုပ်ဆောင်တတ်အောင်လေ့ကျင့်ပေးတဲ့အတွက်ကြောင့်မို့လို့အဖွဲ့လိုက်လှုပ်ရှားမှုတွေကိုဖြစ်ထွန်းစေပါတယ်ဆက်လက်ပြီးတော့မှဒီတင်ထဲမှာဆိုလို့ရှိရင်တော့အုပ်စုဖွဲ့ဆွေးနွေးပွဲအစီအစဉ်ကိုဘယ်အချိန်တွေမှာဆောင်ရွက်ကြမှာလဲဆိုတာကိုကျွန်မကအသေးစိတ်ပြောပြပေးမှာဖြစ်ပါတယ်နော်ဒီတင်ထဲမှာဆိုရင်တော့အုပ်စုဖွဲ့ဆွေးနွေးမဲ့အဖွဲ့က1 2 3 4 5ဆိုပြီးတော့မှ5ဖွဲ့ရှိပါတယ်ဒီကနေ့တနင်္လာနေ့မှာဆိုရင်တော့ကျွန်မဆွေးနွေးပို့ချချက်အပြီးနေ့က2 နာရီ 45 မိနစ်ကနေ4 နာရီခွဲထိဆွေးနွေးကြမှာဖြစ်ပါတယ်မနေ့ပြန်အင်္ဂါနေ့နဲ့တပတ်ကဗုဒ္ဓဟူးနေ့မှာဆိုရင်လည်းနေ့က2 နာရီ 45 မိနစ်ကနေ4 နာရီခွဲထိဆွေးနွေးကြမှာဖြစ်ပါတယ်ဒီတသာရင်းနေ့မှာဆိုရင်တော့အချိန်ကြီးအများကြီးပေးထားပါတယ်တသာရင်းနေ့မှာဆိုရင်တော့နေ့က1 နာရီ 15 မိနစ်ကနေ4 နာရီခွဲထိကအုပ်စုဖွဲ့ဆွေးနွေးပွဲရတဲ့တွေကိုတင်ဆက်နိုင်ဖို့အတွက်အချက်လက်တွေကိုစုရမယ်။ PowerPoint တွေကိုပြင်ရမယ်။ပြီးရင်ကိုယ့်အဖွဲ့မှာပါဝင်တဲ့ကိုယ့်အဖွဲ့ရဲ့ကိုစားပြုကြရခေါင်းဆောင်တဦးကနေပြီးတော့မှတောက်ကြနေမနေ့ကင်းမှာအကဲပြတ်တိုင်ရဲ့အချိန်မှာတင်ဆက်နိုင်ဖို့အတွက်အုပ်စုအတွင်းမှာအစမ်းလေ့ကျင့်တင်ဆက်မှုတွေကိုဆောင်ရွက်မှာဖြစ်ပါတယ်။ဒီတောက်ကြနေမနေ့ကင်း9 နာရီကနေ10 နာရီအတွင်းမှာဆိုလို့ရှိရင်တော့အဖွဲ့တစ်ဖွဲ့စီရနေပြီးတော့မှကိုစားပြုကြရခေါင်းဆောင်တဦးကနေပြီးတော့မှအကဲပြတ်တိုင်ရဲ့အချိန်မှာတင်ဆက်ပေးရမှာဖြစ်ပါတယ်။တင်ဆက်ဖို့အတွက်ကြာချိန်ကတော့အနည်းဆုံး12 မိနစ်ကနေအများဆုံး15 မိနစ်ထိပဲဖြစ်ပါတယ်။ဆွေးနွေးရမယ့်အကြောင်းအရာတွေကတော့ဒီကနေ့တနင်္လာနေ့မှာဆိုရင်တော့စမ်းဆောင်ရည်မြင့်တင်ရေးကဏ္ဍနဲ့ပတ်သက်ပြီးကြုံတွေ့ရတဲ့အခက်အခဲတွေဖြည့်ရှင်းနည်းတွေနဲ့အကြံပြုချက်တွေကိုဆွေးနွေးကြမှာဖြစ်ပါတယ်။မနေ့ပြန်အင်္ဂါနေ့မှာဆိုရင်တော့လူနေမှုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနဲ့ပတ်သက်ပြီးဆွေးနွေးကြမှာဖြစ်ပါတယ်။ဗုဒ္ဓဟူးနေ့မှာဆိုရင်တော့မိမိတူပွားရေးကဏ္ဍနဲ့ပတ်သက်ပြီးတော့မှဆွေးနွေးကြမှာဖြစ်ပါတယ်။တသာပင်နေ့မှာဆိုရင်တော့ဆွေးနွေးပွဲရလဒ်တွေကိုတင်ဆက်နိုင်ဖို့အတွက်ပြင်ဆင်ကြရမှာဖြစ်ပါတယ်။ဒီလိုဆွေးနွေးပြီးသွားပြီဆိုရင်တော့အုပ်စုဖွဲ့ဆွေးနွေးပွဲရလဒ်တွေကိုအစီအခံတင်ပြပေးရမှာဖြစ်ပါတယ်။ဒီအုပ်စုဖွဲ့ဆွေးနွေးပွဲရလဒ်တွေကိုအစီအခံတင်ပြပေးရမယ်ပေါ့နော်။စာရွက်9ရက်ကိုပုံစံစာရွက်9ရက်ကိုကျမတို့တင်တဲ့ကျောင်းကနေပြီးတော့မှအုပ်စုတာဝန်ခံဆရာဆရာမတွေစီကိုပို့ထားပြီးဖြစ်ပါတယ်။အဲဒီအုပ်စုဖွဲ့ဆွေးနွေးပွဲရလဒ်တွေအစီအခံတင်ပြပေးရမယ်ပုံစံစာရွက်9ရက်ထဲကပထမဆုံးစာရွက်ကတော့ဒီဆွေးနွေးပွဲခေါင်းစဉ်နဲ့ပါဝင်ဆွေးနွေးသူများစီရင်မဲ့ဖြစ်ပါတယ်။ဆွေးနွေးပွဲခေါင်းစဉ်ဆိုတာကဒီတွေ့ရတဲ့လှုပ်ရှားမှုစီမံကိန်းအောင်မြင်စွာအကောင့်တွေပေါ်ဆောင်ရွက်ရမှာကြုံတွေ့ရသည့်အခက်အခဲများဖြည့်ရှင်းနည်းများနဲ့အကြံပြုချက်ပဲဖြစ်ပါတယ်။ဒီတင်တန်းရဲ့အမည်ကတွေ့ရတဲ့လှုပ်ရှားမှုမိုးမှန်တင်တန်း online ဖြစ်ပါတယ်။တင်တန်းရဲ့အမှတ်စဉ်ကတော့9/2025ဖြစ်ပါတယ်။အဖွဲ့နံပါတ်နေရာမှာဆိုရင်တော့မိမိတို့အဖွဲ့က1ဆိုရင်1လို့ရေးပေးရမှာဖြစ်ပါတယ်။2ဆိုရင်2လို့ရေးပေးရမှာဖြစ်ပါတယ်။
တင်နန်းဆောင်ရွက်တဲ့ရက်စွဲကတော့ဒီကနေ့2025ခုနှစ်ဖေဖော်ဝါရီလ24ရက်နေ့ကနေပြီးတော့မှ28ရက်နေ့ထိ9ရက်တာဆောင်ရွက်မှာဖြစ်ပါတယ်ဒီပါဝင်ဆွေးနွေးသူများဆိုတဲ့ဇာတ်ခွဲမှာဆိုရင်တော့ဆွေးနွေးပွဲခေါင်းဆောင်ဆိုတာကမိတို့အုပ်စုကနေပြီးတော့မှရွေးချယ်ထားတဲ့ခေါင်းဆောင်ရဲ့အမည်ကိုရေးရမှာဖြစ်ပါတယ်။ကျွေးရနေရာမှာဆိုရင်တော့အဲ့ဒီခေါင်းဆောင်ရဲ့ကျွေးရ SNU တာဝန်နေရာမှာဆိုရင်တော့အဲ့ဒီခေါင်းဆောင်ကထမ်းဆောင်တဲ့ SNU တာဝန်ကိုရေးပေးရမှာဖြစ်ပါတယ်။ပြီးရင်တော့မိတို့အဖွဲ့ကရွေးချယ်ထားတဲ့အတွင်းရေးမှူး2ဦးကိုရေးပေးရမှာဖြစ်ပါတယ်။ဒီအတွင်းရေးမှူးကိုရွေးချယ်တဲ့အခါမှာဆိုရင်တော့ဒီကျွေးရတာဝန်ကဆရာဆရာမတွေကဆောင်ရွက်မယ်ဆိုရင်တော့ပို့ပြီးတော့မှအဆင်ပြေပါတယ်လို့ကျွန်မအနေနဲ့အကြံပြုပေးချင်ပါတယ်ချင်း။ဒီကိုယ်စုမှာပါဝင်တဲ့သူတွေကိုခေါင်းဆောင်ရဲ့အတွင်းရေးမှူးရဲ့ရေးပြီးသွားပြီဆိုရင်တော့ကျန်တဲ့သူတွေကအဖွဲ့ဝင်တွေပဲဖြစ်ပါတယ်။ဒီဆွေးနွေးပွဲတာဝန်ခံဆိုတာကတော့ကျမတို့တင်တဲ့ကျောင်းကနေပြီးတော့မှအုပ်စုကိုကြီးကြပ်ဆောင်ရွက်ပေးနေတဲ့ဆရာဆရာမတွေရဲ့အမည်ကိုရေးပေးရမှာဖြစ်ပါတယ်ရှင်။ပုံစံဆောင်ရွက်နှစ်မှာဆိုရင်တော့ဆက်ဆောင်ရေးမြင့်တဲ့ရေးကဏ္ဍနဲ့ပတ်သက်ပြီးကြုံဆွေးနွေးချက်တွေကိုရေးမှတ်ပေးရမှာဖြစ်ပါတယ်။ရေးမှတ်ရမယ့်ပုံစံကိုဥပမာပြပြပေးပါမယ်နော်။တခြားလိုက်နားထောင်ပေးပါ။ဥပမာအဖွဲ့တစ်ပတ်မှာဆိုရင်ဇောတိကျေးရရဲ့ပန်းတော်ပြင်ကျေးရရဲ့ဖုံဆူးကျေးရရဲ့ပေါ့နော်အဲ့ဒီကျေးရ300ကတစ်ဖွဲ့ဆိုပါဆိုဆန်းဆောင်ရေးပြည်ကဏ္ဍနဲ့ပတ်သက်ပြီးစပြီးမှဆွေးနွေးပြီးအဲ့မှာဇောတိကျေးရကနေပြီးတော့မှပေါ့နော်တို့ကျေးရမှာဆိုရင်တော့ဒီဆန်းဆောင်ရေးပြည်ကဏ္ဍနဲ့ပတ်သက်ပြီးတော့မှကျေးရလုံးကျိုးအစည်းအဝေးတွေတရားဖို့တဲ့ခက်ခဲတယ်လို့စပြီးတော့မှဒီဆန်းဆောင်ရေးပြည်ကဏ္ဍနဲ့ပတ်သက်ပြီးအခက်အခဲကိုစပြီးဆွေးနွေးပြီးဆိုရင်တော့အတွင်းရေးမှူးကဒီကြုံတွေ့ရသည့်အခက်အခဲများဆိုတဲ့စာတိုင်အောက်မှာအခုလိုရေးမှတ်ပေးရမှာဖြစ်ပါတယ်။ဒါမှဆိုဒီကြေးရကကျွန်တော်တို့ကြေးရမှာကတော့ဒီအခက်အခဲကိုအလောက်အားတဲ့နေ့ကင်းအချိန်တွေမှာခေါ်ယူခြင်းအပြင်ဖြည့်ရှင်းခဲ့ပါတယ်ဆိုရင်တော့အတွင်းရေးမှူးကဒီဖြည့်ရှင်းခဲ့သည့်ဖြည့်ရှင်းနိုင်သည့်နည်းလမ်းများဆိုတဲ့စာတိုင်အောက်မှာအခုလိုရေးမှတ်ပေးရမှာဖြစ်ပါတယ်။တခါဒီပန်းတော်မြင့်ကြေးရကလည်းပေါ့နော်ကျွန်တော်တို့ကြေးရမှာလည်းဒီခက်ခဲရှိခဲ့တယ်ကျွန်တော်တို့ကြေးရကတော့ဒီခက်ခဲကိုအစည်းအဝေးကျင်းပမဲ့နေ့ရက်အချိန်တို့ကိုကြိုတင်အသိပေးခြင်းအပြင်ဖြည့်ရှင်းခဲ့ပါတယ်ဆိုရင်တော့အတွင်းရေးမှူးကအခုလိုရေးမှတ်ပေးရမှာဖြစ်ပါတယ်တခါဖုန်းဆိုးကြေးရကလည်းပေါ့နော်ဒီခက်ခဲကိုတော့ဒီအုပ်ချုပ်ရေးမှူးတွေယာယီမှူးတွေစေအိမ်မှူးတွေကနေတဆင့်မပြတ်မကွက်တရားဖို့တဲ့ဖိတ်ကြားခြင်းအပြင်ဖြည့်ရှင်းနိုင်ပါတယ်လို့ဆွေးနွေးတယ်ဆိုရင်တော့အတွင်းရေးမှူးကအခုလိုရေးမှတ်ပေးရမှာဖြစ်ပါတယ်ဒီလိုတင်ပြလာတဲ့အခက်အခဲနဲ့ပတ်သက်ပြီးတော့မှပေါ့နော်ကိုယ်စုမှာပါဝင်တဲ့အဖွဲ့ဝင်တွေအားလုံးကဖြည့်ရှင်းခဲ့တဲ့နည်းနဲ့ဖြည့်ရှင်းနိုင်တဲ့နည်းနဲ့အားလုံးကိုဆွေးနွေးပြီးသားပြီဆိုရင်တော့ဒီအခက်အခဲကိုနောက်ထပ်မဖြစ်အောင်ကြိုတင်ပြင်ဆင်လို့ရနိုင်မယ့်နည်းနဲ့ဖြစ်ခဲ့တယ်ဆိုရင်လည်းဘယ်နည်းနဲ့ကိုအသုံးပြုသင့်လဲဆိုတဲ့အကြံပြုချက်များရှိခဲ့မယ်ဆိုရင်တော့အကြံပြုချက်များဆိုတဲ့စာပိုင်းအောက်မှာရေးပေးရမှာဖြစ်ပါတယ်ဥပမာဒီဖုန်းဆိုးကြေးရကနေပြီးတော့ပေါ့နော်ဒီအခက်အခဲကိုတော့ကျွန်တော်တို့ကြေးရခေါင်းဆောင်တွေကတိမ်တက်ဆင်းဖိတ်စာတွေနဲ့လေးစားဖိတ်ကြားခြင်းအပြင်ဖြည့်ရှင်းသင့်ပါတယ်လို့အကြံပြုတယ်ဆိုရင်တော့အတွင်းရေးမှူးကအခုလိုရေးမှတ်ပေးရမှာဖြစ်ပါတယ်ဒါပြီးရင်တော့နောက်ထပ်အခက်အခဲတစ်ခုကိုဆက်လက်ပြီးတော့မှဆွေးနွေးသွားကြမှာဖြစ်ပါတယ်ရေးမှတ်ရမယ့်ပုံစံကိုနားလည်ပါသလားရှင်နားလည်ပါရေးမှတ်ရမယ့်ပုံစံကိုနားလည်ပါသလားရှင်နားလည်ပါနားလည်ပါနော်ဟုတ်ကဲ့ပါပြန်ဖြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ပုံစံဆောင်ရွက်သုံးပါဆိုရင်တော့လူနေမှုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနဲ့ပတ်သက်ပြီးတော့မှဆွေးနွေးချက်တွေကိုရေးမှတ်ရမှာဖြစ်ပါတယ်အစောကကဏ္ဍအတိုင်းမှာပဲလူနေမှုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနဲ့ပတ်သက်ပြီးတော့မှကြုံတွေ့ရသည့်အခက်အခဲများကိုတော့ဒီကြုံတွေ့ရသည့်အခက်အခဲများဆိုတဲ့အောက်မှာရေးမယ်အဲ့ဒီအခက်အခဲကိုဖြည့်ရှင်းခဲ့တဲ့နည်းနဲ့ဖြည့်ရှင်းနိုင်တဲ့နည်းလမ်းတွေကိုတော့ဒီဖြည့်ရှင်းခဲ့သည့်ဖြည့်ရှင်းနိုင်သည့်နည်းလမ်းများဆိုတဲ့စာတိုင်အောက်မှာရေးရမှာဖြစ်ပါတယ်အဲ့ဒီတင်ပြလာတဲ့အခက်အခဲနဲ့ပတ်သက်ပြီးတော့မှကိုယ်အဖွဲ့တွေမှာပါဝင်တဲ့အဖွဲ့ဝင်တွေအားလုံးကဖြည့်ရှင်းခဲ့တဲ့နည်းနဲ့ဖြည့်ရှင်းနိုင်တဲ့နည်းနဲ့အားလုံးကိုဆွေးနွေးပြီးသွားပြီဆိုလို့ရှိရင်တော့အဲ့ဒီအခက်အခဲကိုနောက်ထပ်မဖြစ်အောင်ကြိုတင်ပြင်ဆင်လို့ရနိုင်မယ့်နည်းနဲ့ဖြစ်ခဲ့တယ်ဆိုရင်လည်းဘယ်နည်းလမ်းကိုအသုံးပြုသင့်တယ်ဆိုတဲ့အကြံပြုချက်များရှိမယ်ဆိုရင်တော့အကြံပြုချက်များဆိုတဲ့စာတမ်းအောက်မှာရေးပေးရမှာဖြစ်ပါတယ်ပုံစံဆောင်ရွက်၄မှာဆိုရင်တော့ဝင်ငွေတိုးပွားရေးကဏ္ဍနဲ့ပတ်သက်ပြီးတော့မှဆွေးနွေးချက်တွေကိုရှေ့ကကဏ္ဍကြီးနှစ်ခုအတိုင်းပဲရေးမှတ်ပေးရမှာဖြစ်ပါတယ်ပုံစံဆောင်ရွက်9မှာဆိုရင်တော့ကျေးရွာတင်လောက်ချမှုစီမံကိန်းအောင်မြင်ဖို့အတွက်တင်နန်းသားတင်နန်းသူတွေရဲ့ဆုံးဖြတ်ချက်တွေကိုရေးပေးရမှာဖြစ်ပါတယ်ပြီးရင်တော့မိတို့အုပ်စုအလိုက်အဖွဲ့လိုက်မှတ်တမ်းဓာတ်ပုံတွေကိုရရမှာဖြစ်ပါတယ်ဒီအတွင်းရေးမှုတွေကနေပြီးတော့မှအုပ်စုတာဝန်ခံဆရာဆရာမတွေစီကိုပြပို့ရမယ့်အချက်တွေကတော့စနေဝဲခေါင်းစဉ်နဲ့ပါဝင်ဆွေးနွေးသူများစင်းရဲ့ဆက်ဆောင်ရေးကဏ္ဍလူမှုပတ်ဝန်းကျင်ကဏ္ဍဝင်ငွေတိုးပွားရေးကဏ္ဍနဲ့သူတို့ရဲ့ဆုံးဖြတ်ချက်ဆိုတဲ့ပုံစံစရဲ့9ရက်ကိုဒီအတွင်းရေးမှုတွေကနေပြီးတော့မှအုပ်စုတာဝန်ခံဆရာဆရာမတွေစီကိုပေးပို့ပေးရမှာဖြစ်ပါတယ်
ဒီအုပ်စုဘွဲ့ဆွေးနွေးပွဲရတဲ့အစီရင်ခံစာတွေကိုအုပ်စုဆရာဆရာမတွေစီကိုပြန်လည်ပေးပို့တဲ့အခါမှာဆိုရင်တော့စာမျက်နှာတစ်မျက်နှာကိုဓာတ်ပုံတစ်ပုံရှင်းလင်းပြသအောင်ရိုက်ပြီးတော့မှဘာပြမတော်လည်းကောင်းမိမတော်လည်းကောင်းပေးပို့ပေးရမှာဖြစ်ပါတယ်ဒီအုပ်စုအလိုက်ကြီးကြပ်ဆောင်ရွက်ပေးမယ်ဆရာဆရာမတွေနဲ့ပါဝင်ဆွေးနွေးရမယ့်ကြေးရာတွေကိုဖော်ပြပေးထားတာဖြစ်ပါတယ်အုပ်စု1ကိုတော့ကြီးကြပ်ဆောင်ရွက်ပေးမယ်ဆရာမကဆရာမဒေါ်သိန်းနုမှာဖြစ်ပါတယ်အုပ်စု2ကိုတော့ဆရာမတော်သက်ထွန်းအုပ်စု3ကိုတော့ဆရာမဒေါ်သူသာဝင်အုပ်စု4ကိုတော့ကျမဒေါ်မြင့်တနာနဲ့အုပ်စု5ကိုတော့ဆရာမဒေါ်ဤဝင်းအောင်တို့ကနေပြီးတော့မှကြီးကြပ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ဒီပုံကတော့အမေရိကန်လူမျိုးဟုတ်ပေါ့နော်စမှုလုပ်ငန်းရှင်လည်းဖြစ်ပရိုက်တာအလူရှင်လည်းဖြစ်တဲ့အင်ဒရူးကာနယ်ဂျီရဲ့ပုံပဲဖြစ်ပါတယ်အင်ဒရူးကာနယ်ဂျီကပြောခဲ့ပါတယ်ဒီတယောက်တည်းလုပ်နေတဲ့အလုပ်ကိုအခြားသူတွေဝိုင်းဝန်းကူညီတဲ့အခါမှာပိုပြီးကောင်းမွန်တဲ့အလုပ်ဖြစ်သွားတယ်ဆိုတာကိုသဘောပေါက်တဲ့ရှင်ဟာတင်ပွားရဲ့ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ပထမဆုံးခြေလှမ်းစတင်လိုက်တာပဲလို့ပြောခဲ့ပါတယ်တင်နန်းသားတင်နန်းသူတွေအားလုံးပါဝင်ကျမတို့တွေနဲ့ကျမတို့ရဲ့ဘဝဖွံ့ဖြိုးတိုးတက်ဖို့အတွက်အများနဲ့ပူးပေါင်းဆောင်ရွက်တဲ့အနေချင်းတွေရရှိအောင်ကျမတို့တင်နန်းကျောင်းသားဆောင်ရွက်ပေးတဲ့အုပ်စုဖွဲ့ဆွေးနွေးပွဲတွေမှာပျော်ပျော်ချင်းချင်းတက်တက်စိတ်ပါလက်ပါနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါစို့လို့ပြောရင်းနဲ့ကျမရဲ့တင်ငယ်စာကိုညီကုန်းချုပ်ပါတယ်နားထောင်ပေးကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်